ရှင်တို့ဒီစပြီးတော့ content ကိုပြောကြတော့မယ်ပေါ့နော်စနတော့ကအကူနှစ်ယောက်တို့ကပြောသွားပြီးတယ်ပေါ့နော် content ဆိုတာကကိုသိစေခြင်းတဲ့အရာပေါ့နော်လိုမျိုးပြောခြင်းပေါ့ဟုတ်တယ်မှန်တယ်အဲ့ဒါတွေအားလုံးက content ပါပဲတကယ်တော့လေ content ဆိုတာကဘယ်လိုမျိုးလဲဆိုတော့တို့အမြဲတမ်းမြင်နေတွေ့နေကြတဲ့အရာတွေအရာအားလုံးဒီ content တွေပဲဖြစ်ပါတယ်ဒီဓာတ်ပုံတွေအခုတို့ကပြောနေတဲ့ဒီအသံတွေနောက်လို့ရှိရင်ရေးထားတဲ့ဒီစာသားတွေသတင်းစာတွေဓာတ်ပုံတွေ graphic design တွေဗီဒီယိုတွေအဲ့ဒါတွေအားလုံးက content ပဲဖြစ်တယ်။ဘာလို့လဲဆိုတော့သူတို့တွေရဲ့အရာအားလုံးကပေါ့နော်သူတို့တွေမှာပေးချင်တဲ့ message တစ်ခုစီရှိပြီးသားပဲဖြစ်လို့ပေါ့နော်။ဘာလို့လဲဆိုတော့အခုစကားပြောနေတယ်အတန်နဲ့ပြောနေတယ်။တို့ကအကူတို့ကိုသိစေချင်တဲ့အကြောင်းအရာရှိလို့အတားဒီဒါလည်း content ပါပဲ။ဒီရဲ့အရာအားလုံးက content တစ်ခုချင်းစီဖြစ်တယ်လို့အဲ့ဒီ၄ခုလုံးကိုပေါင်းစပ်ထားတဲ့အရာကလည်း content ပါပဲတခုကျွန်တော်တို့ဒီ Facebook ပေါ်မှာပုံတွေတွေ့ကြတယ်ဒီဇိုင်းလေးတွေဆွဲထားတယ်စာလေးတွေရေးထားတယ်ပို့လေးတွေပေါ့နော် online shop လေးတွေလုပ်ကြတယ်ဒါတွေအရာအားလုံးက content ပဲဆရာကြီးစိုးဝင်းအခုဆိုလို့ရှိရင်ဒီဗီဒီယိုသင်ခန်းစာတွေအမြဲတမ်းသင်ပေးတယ်ပေါ့နော်အဲ့ဒါတွေအားလုံးကလည်း content တွေပါပဲပေါ့နော်အကုန်လုံးနေတစ်ခုနဲ့တစ်ခုဆက်နွယ်နေတာတွေအရာအားလုံးက content ပဲပေါ့ဒီကျွန်တော်တို့ဒီအယောင်ပိုင်းအနေနဲ့ပြောမယ်ဒီ Facebook ပေါ်မှာ post တွေတင်ခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ target audience ကိုသိစေခြင်းတဲ့အကြောင်းအရာ message ကိုပေါ့နော်ကိုယ့်ရဲ့ဒီပေးခြင်းတဲ့ message ကိုသူစီရောက်သွားအောင်ပြုလုပ်ပေးတာဆက်သွယ်မှုတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုနားလည်လားမသိဘူး content ဆိုတာလေးကိုဟုတ်ကဲ့နားလဲပါတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီနော် content ဆိုတာကအရာအားလုံးပဲဒီဓာတ်ပုံတွေဗီဒီယိုတွေအသံတွေအဲ့ဒါတွေအားလုံးက content ပဲအဲ့ဆိုလို့ရှိရင် content writer နိုရာဆိုလို့ရှိရင် content writer လို့ပြောတယ်ပေါ့နော် content writer ဆိုတာကဘာလဲပေါ့နော်အဲ့ဒီ content တွေအများကြီးထဲမှာနိုရာအခုဒီနေ့ပြောပြပေးသွားမှာကဒီစာသား content အကြောင်းပေါ့နော်အဲ့ဒီစာတွေကိုရေးတဲ့သူကို content writer လို့ခေါ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်နိုရာကသိစေခြင်းလို့ post လေးတင်လိုက်တဲ့ NTK ရဲ့ page ပေါ်မှာနိုရာ page post လေးတင်လိုက်ဟို line လေးကြာသွားလားမကြားရသေးလားကဲကြားပါတယ်ခင်ဗျကြားရတယ်နော်အဲ့ဒီမှာဟုတ်ရေးပြီးတော့တင်လိုက်တဲ့အဲ့ဒီ post လေးပေါ့နော်အခုဒီ free webinar လေးလုပ်ပေးမယ်ဆိုတော့ဒီ message ကလေးကိုအကိုတို့ကိုနူရာကသိစေခြင်းလို့နူရာတင်လိုက်တယ်တင်ပြီးတော့ရေးလိုက်တာအဲ့ဒါဒီ content ရေးတဲ့သူဒီနူရာဖြစ်တယ်နူရာက content writer ရေးတဲ့သူအဲ့လိုမျိုးပဲပေါ့နော် content writer အမျိုးအစားတွေကကြတော့အများကြီးရှိကြတယ်ဒီ in-house content writer တွေရှိမယ် agency copywriter တွေရှိမယ်အများကြီးအမျိုးအစားတွေအများကြီးရှိကြတယ်ပေါ့နော် content writer တွေရှိတယ် content creator တွေရှိတယ်စာရေးတဲ့သူတွေကကြတော့ဒီ content writer လို့ခေါ်ပြီးတော့မှဗီဒီယိုဖန်တီးတဲ့သူတွေကကြတော့ content creator လို့ခေါ်ကြတယ်ပေါ့နော်နော်တော့ခုက content တွေစရေးကြတော့မယ်ပေါ့နော် content တွေစပြီးတော့မှဖန်တီးကြတော့မယ်ဆိုလို့ရှိရင်အဓိကအဖြစ်ပေါ့နော်ဒီမှာတည်တဲ့နဲ့ပေါ့နော် content နဲ့ copy နဲ့ဆိုတဲ့ခြားနာချက်လေးတစ်ခုရှိတယ်ပေါ့နော် content writing ရှိတယ် copy writing ရှိတယ်နှစ်ခုပေါ့နော်အဲ့နှစ်ခုကမတူပါဘူး copy ဆိုတာကတော့ဒီအယောင်ပို့ပေါ့နော်ဒီကိုယ့်ရဲ့ပေကနေပြီးတော့ပဲဖြစ်ဖြစ်ဒီကိုယ့်ရဲ့လုပ်ငန်းကနေပြီးတော့မှပဲဖြစ်ဖြစ်ရောင်းချင်တဲ့ဒီ project တွေအကြောင်းကိုရေးထားတာကကြတော့ copy လို့ခေါ်တယ်။တို့ကြတော့အလွယ်မှတ်မယ်ဆိုလို့ရှိရင်ဒီရောင်းတဲ့ပို့တွေပေါ့နော်အယောင် post တွေကိုအဲ့ဒါတွေကကြတော့ဒီ copy လို့ခေါ်တယ်သူတို့ကိုရေးတဲ့သူကကြတော့ copywriter လို့ခေါ်တယ်ပေါ့နော်အများအားဖြင့်သူတို့တွေကဗမာတွေအလုပ်လုပ်ကြတာများလဲဆိုလို့ရှိရင်ဒီ agency တွေမှာအလုပ်ကြတယ်ပေါ့နော်ဒီကြော်ညာ agency တွေမှာအလုပ်ကြတယ် copywriter တွေရှိတယ်နောက်ပြီးတော့ဒီ content writer တွေလည်းရှိတယ်ပေါ့နော် content writer တွေကြတော့ဒီအများကြီးကိုရေးတယ်တချို့ content writer တွေက copyright copy စာတွေကိုရေးသလို copywriter တွေကလည်းဒီ content တွေကိုရေးကြတယ်ပေါ့နော်မြန်မာနိုင်ငံမှာကျတော့အဲ့လိုမျိုး role ခွဲထားတာကျတော့တိတ်မရှိဘူး content လဲ copy ရေးတယ် copy လဲ content ရေးတယ်အတူတူပဲရေးကြတယ်ပေါ့နော်ဆိုတာလဲဆိုလို့ရှိရင်အကုန်လုံးကိုရေးတယ်ပေါ့နော် content ကကြတော့ဒီ copy နဲ့မတူတာကြလို့ရှိရင်သူကကြတော့စာတွေလုံးဝရှည်တယ်ပေါ့နော်ဒီပညာသင်ပေးခြင်းတဲ့အကြောင်းအရာတွေဒီစာအရှည်ကြီးတွေပေါ့နော် knowledge တွေပေးခြင်းတာတခုခုကိုအသိပေးခြင်းတာဒီ sound bar တွေအဲ့ဒါတွေအားလုံးဒီ content ဖြစ်တယ်ပေါ့နော်အခုဒီနေ့ဆိုလို့ရှိရင်ကစုံလာပြည့်ဆိုလို့ရှိရင်ကစုံလာပြည့်နေ့ဒီဗုဒ္ဓနေ့အကြောင်းကိုရေးထားတဲ့ဟာဒီအဲ့ဒါဒီ content ဖြစ်တယ်ပေါ့နော် content ကအဓိကသူကဘာလိုချင်တာလဲဆိုလို့ရှိရင် credit လိုချင်တာပေါ့နော်သူကကြတော့ဒီ engagement တက်ဖို့အတွက်သုံးတာများတယ်ဒီ copy ကကြတော့ဗောဒီ save တက်ချင်တာပေါ့နော်အဓိကအားဖြင့်နင်တို့က copy ကိုရေးတာဘာလို့ဖို့လဲဆိုတော့ဒီပစ္စည်းရောင်းဖို့အတွက်နင်တို့ကငွေရချင်လို့ပေါ့နော်အဓိကကတော့ဒီအယောင်ရချင်တာပေါ့နော် copy ရကြတော့အများအားဖြင့်တူတယ်ပေါ့တူတယ်ဒီ content တွေကကြတော့ရှည်လေးရှိတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီ content နဲ့ copy နဲ့ကိုခွဲခွဲခြားခြားသိကြလားမသိဘူးရှင့်ဟုတ်ကဲ့သိပါပြီဗျ
ဟုတ်ဟုတ်ကဲ့ကဲ့နော်သိပါပြီဟုတ်ကဲ့ပါရှင်။နော်အကယ်၍ပေါ့နော်စကားပြောတာလေးညံ့နေရဆိုလို့ရှိရင်လည်းပြောလို့ရအောင်နော်ဖြည်းဖြည်းလေးပြောပေးမယ်။နော်စကားနည်းနည်းညံ့နေထင်မှာပါတော့လေ နည်းနည်းလေးဖြည်းဖြည်းလေးပြောပြပါခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ရှင်းတော့ဖြည်းဖြည်းလေးပြောပေးမယ်เนาะနားမလဲအခုဆိုလို့ရှိရင်ဒီနှစ်ခုတော့ပြောသွားတယ်เนาะဒီ content ကို content ရဲ့အတိတ်ပဲရဲ့ပြီးလို့ရှိရင်ဒီ content နဲ့ copy နဲ့ခြားနာချက်ရဲ့အဲ့ဒီနှစ်ခုလုံးရကြလားမသိဘူးเนาะဟုတ်ကဲ့ခင်ဗျနားမလည်လိုက်တဲ့အပိုင်းလေးရှိလို့ရှိရင်ပြန်ပြီးလို့ရပါတယ်ရှင်နည်းနည်းလေးအဲ့ content နဲ့ copy နည်းနည်းလေးဟိုဖြည်းဖြည်းလေးပြန်ပြောပြလို့ရလားမသိဘူးနည်းနည်းဟုတ်ကဲ့ပိုပြီးတော့ပြန်ပြောပေးမယ်နော်ဒီ ဟုတ် content ကဲ့တွေကကြတော့ဒီ sound bar တွေဒီသတင်းအရှိကြီးတွေပဲပေါ့နော်ဒီသတင်းတွေcontent ကအဓိကအားဖြင့်အလွယ်မှတ်မယ်ဆိုလို့ရှိရင်အယောင်ဖို့မဟုတ်ဘူးကွာဒီဈေးရောက်တာမဟုတ်ဘူးဒီတခုခုအကြောင်းအရာကိုကိုကပြောချင်တာဒီပညာပေးချင်တာအသိပေးချင်တာပေါ့နော်ဒီအရာတွေအားလုံးကိုဒီ content လို့ခေါ်တယ် copy ကကြတော့ရှင်းရှင်းလေးပဲတခုပဲကိုမှတ်လိုက်လို့ရှိရင်ရပြီဘာလို့တာလဲဆိုတော့ဈေးရောက်တာဒီဈေးရောက်တဲ့ပို့တွေ ကျွန်တော်တို့အခုဒီ online shop တွေမှာတွေ့ကြတယ်ဒီပစ္စည်းလေးကဘလောက်ပါဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်သူအာနိသင်ကတော့ဘလို့တတ်တာစီပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီအစီကျဈေးအကြောင်းပြောမယ်ပေါ့နော်ဒီအစီကျဈေးကိုကိုရီးယားရောင်းတော့မယ်ဆိုလို့ရှိရင်ဒီအစီကျဈေးကိုရောင်းတဲ့ content ကိုကြတော့အဲ့ဒါ copy ပေါ့နော်ဥပမာအဲ့ဒီအစီကျဈေးအကြောင်းဝယ်ကွာရေးထားမယ်ဒီ weight အကြောင်းတွေပဲရေးထားမယ်ဆိုလို့ရှိရင်သူကဈေးလုံးဝမရောက်ဘဲနဲ့ဒီအစီကျဖို့အတွက်လောက်ရမယ့်ဒီအချက်အလက်လေးတွေပေါ့တနေ့ကိုဆိုလို့ရှိရင်ဒီဟိုရေဘလောက်တောက်ပါတို့လမ်းဘလောက်လျှောက်ပါတို့ဒီလေဥပမာပေါ့ကွာဒီတပတ်အတွင်းမှာပေါင်း20ကြာချင်လို့ရှိရင်လေ့ကျင့်ခန်းကိုနိုင်ဝက်လောက်ပါဘယ်လိုမျိုးလေးတွေစားပါသူအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့အရာတွေကကြတော့အားလုံးက content ပေါ့နော်ဒီ copy ကကြတော့ဒီအစီကျဈေးကိုတက်ရရောင်းလိုက်တာဝိတ်ကြချင်လားအစီကျဈေးတော့အစီကျဈေးလောက်ဝယ်တာပဲအစီကျဈေးလောက်ဝယ်လိုက်အဲ့ဒါဆိုလို့ရှိရင်ရပြီအဲ့ဒါကကြတော့ copy ပေါ့နော် copy ကအဓိကအားဖြင့်ဈေးရောက်တာဒီ copy ဒီတခြားအရာတွေအားလုံးကတော့ content ရလားမသိဘူးရှင်ဟုတ်ကဲ့ရပါတယ်ခင်ဗျဟုတ်ကဲ့ရှင်ဟုတ်အဲ့ဆိုရှင်တော့နောက်ထပ် slide လေးတစ်ခုသွားလိုက်မယ်ပေါ့နော်hi all content ပေါ့နော် content အမျိုးအစားတွေစနတော်ကနူရာပြောသွားတယ် content ပြောသွားတယ် content ရှိတယ်ပြီးလို့ရှိရင်အဲ့ content မှာ copy ရှိတယ်ဒီ content ရှိရပေါ့နော်အဲ့ထဲမှာပေါ့နော်ဒီ content ပေါ့ content ကိုဆိုလို့ရှိရင်အဓိကအားဖြင့်အပိုင်း၄ပိုင်းရှိရပေါ့နော် content မှာဒီ dev ပုံတွေပဲဖြစ်ဖြစ် video တွေပဲဖြစ်ဖြစ်ဒီစာတွေပဲဖြစ်ဖြစ်အသံတွေပဲဖြစ်ဖြစ်ဒီ content အားလုံးကိုအဓိကအပိုင်းကိုပြန်ခွဲမဲ့ဆိုလို့ရှိရင်ဒီအဓိကအပိုင်းကတော့၄ပိုင်းရှိတယ်ပေါ့နော်၄ပိုင်းကဘာတွေလဲဆိုလို့ရှိရင်ဒီ branding awareness content ပေါ့နော်နံပါတ်1တစ်ခုကတော့အဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့နူရာတို့ရဲ့ဒီ personal ပဲဖြစ်ဖြစ်တို့ရဲ့ဒီစီးပွားရေးလုပ်ငန်းတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကိုယ်တွေကိုအတိအမှတ်ပြုတာလိုချင်တာအခုဆိုလို့ရှိရင်နူရာတို့ဒီ ITK လမ်းကိုလမ်းမှာဘာတွေရနိုင်ပါတယ်ညာတွေရနိုင်ပါတို့တို့ကြော်ညာတယ်ပေါ့နော်တို့ဒီလိုမျိုးအသိပေးရဲဆိုတာဒီဒီဟာကတော့ပညာရေး website ဖြစ်တယ်နော်တို့အတိအမှတ်ပြုစေချင်တာဒီ itkland.com ကပညာရေး website ဖြစ်တယ်အဲ့ဒါကိုလူတွေရဲ့စိတ်ထဲမှာဆွဲလန်းစေချင်တာအဲ့ဒါကိုအဲ့လိုတင်တဲ့စာတွေအားလုံးဒီနော်တို့ခုပြောတယ်ပေါ့နော်နော်တို့ကပညာရေးဒီ website ဖြစ်တယ်ဒီမြန်မာနိုင်ငံမှာပထမအဆုံးနဲ့အကြီးဆုံးဖြစ်လာမယ့် website ဖြစ်မယ်အတိဟာဒီဒါနော်တို့ရဲ့ဒီ branding ကိုတက်ချင်တာပေါ့နော်နော်တို့ကအတိအမှတ်ပြုတာကိုလိုချင်တာအဲ့ဒါကို branding awareness content လို့ခေါ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ engagement content ပေါ့ engagement content ကကြတော့ဒီ online shop လုပ်နေတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့ဒီ Facebook မှာပေါ့နော်ဒီ page ထောင်ထားတဲ့လူတွေပဲပေါ့လူတိုင်းပဲတင်ကြတယ်ကိုယ့်ရဲ့ page ကို engagement လိုချင်တယ် like ဘယ်လောက်လိုချင်တယ် share ဘယ်လောက်လိုချင်တယ်ကိုကလိုချင်လို့တင်တာပေါ့နော်ဒီဥပမာဆိုလို့ရှိရင်တော့တကယ်လို့ page ထောင်ပြီးတော့မ run သေးဘူးဆိုရင်တော့မှဒီကိုယ့်ရဲ့ account လေးပေါ်မှာစာလေးတွေကောက်ပြီးတော့မှရေးပြီးတော့တင်တာတွေရှိတယ်ဒီဓာတ်ပုံလေးတွေတင်တာလေးတွေရှိတယ်။နော်တို့လိုချင်တာကဒီ engagement လိုချင်တာနော်တို့ like လိုချင်လို့ဓာတ်ပုံတင်တယ်ဒီနော်တို့စာလေးတွေတင်တာဒီ share တာတွေလိုချင်လို့တင်ကြတယ်။ဒါတွေအားလုံးကိုကြတော့နော်တို့ဘယ်လိုခေါ်လဲဆိုတော့ဒီ engagement content လို့ခေါ်တယ်ပေါ့နော်။နောက်တစ်ခုကကြတော့ value and save content သူကကြတော့စနတော်တို့ကပြောရတယ်ဒီ copy မှာဆိုလို့ရှိရင်ဒါ save လိုချင်တာပေါ့နော်။သူကကြတော့ save တော့ save ပဲဒါပေမဲ့အကြောင်းတစ်ခုတည်းတည်တံ့မဟုတ်ဘူးကွာတည်ရမလားဥပမာဆိုလို့ရှိရင်တို့ဒီအဲ
ဘောဒီဝိတ်ကြတဲ့ဘောဒီခန္ဓာကိုယ်အဲ့ဒီစနတော့ပြောသလိုပဲဒီအစီကြဈေးလေးရောင်းမယ်ဆိုလို့ရှိရင်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီရသွားမှာပေါ့နော်ကျွန်တော်တို့အကယ်၍ဒီပေါင်200လူကြီးတစ်ယောက်ကပေါ့နော်ဒီ120လောက်ဒီဝိတ်ကြသွားလို့ရှိရင်သူရရှိမဲ့ဒီအကျိုးကျေးဇူးတွေပေါ့နော်သူ့ရဲ့ဒီတန်ဖိုးတွေကိုကျွန်တော်တို့အရင်ဆုံးမှာပြောတယ်ပြောပြီးတော့မှဒီကိုယ့်ရဲ့ပစ္စည်းကိုရောင်းတာပေါ့ကျွန်တော်တို့အခုဒီမှာဝက်ချံပျောက်စေးရောင်းမယ်ဆိုလို့ရှိရင်ဒီဝက်ချံပျောက်စေးမှာပါတဲ့ဒီအာနီတင်တွေပေါ့သူကဘယ်ကနေပြီးတော့ဘယ်လိုထုတ်လုပ်ထားတယ်ဆိုတာကို နော်တို့ဒီအသေးစိတ်ပြောရတယ်ပြောပြီးတော့မှဒီနောက်ပိတ်ဆုံးမှာဒီကိုယ့်ရဲ့ဒီကုန်ပစ္စည်းကိုအောက်ဆုံးမှာပြန်ပြီးတော့ရောင်းလိုက်တာပေါ့နော်ဒီရောင်းလိုက်အပိုင်းကိုသူကအဓိကသွားတာမဟုတ်ဘူးဥပမာနွားတို့ကဒီအလှပရေးရစေကန်းဆိုလို့ရှိရင်ဒီအလှပရေးရနဲ့ပတ်သက်တဲ့ပြဿနာတွေအားလုံးကိုနွားတို့စီကိုပဲလာစီချင်တာကွာဒီအခုဆိုလို့ရှိရင်ဒီ video editing class ဆိုလို့ရှိရင်ကဒီ line ပေါ်မှာ video editing class တွေအများကြီးရှိတယ်အများကြီးရှိတဲ့နေရာမှာကျွန်တော်တို့လိုချင်တာကကြတော့တန်ဖိုးပေါ့နော် editing လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့ဒီ IDK ကိုသတိရစေချင်တာပေါ့နော်ဒါကကြတော့ value and say content လို့ခေါ်တယ်ကျွန်တော်တို့ကလုံးဝရောင်းတာကြီးပဲမဟုတ်ဘဲနဲ့သူကအဓိကဘာလိုချင်တာလဲဆိုတော့ဒီတန်ဖိုးတစ်ခုကိုလိုချင်တာပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ဒီ say content ပေါ့သူကတော့ရှင်းရှင်းလေးပဲဒီမှာနေဘာပြဿနာပဲဖြစ်ဖြစ်ဘာပဲဖြစ်အတိမပြုတ်ချင်ဘူးမပြုတ်ချင်နေအဓိကကတော့အနာရှိရင်စေးရှိတယ်ငါတို့မှလာဝယ်တာပဲသူကအဲ့ဒါပဲပြောချင်တာနေစားချင်လားစားချင်ငါတို့မှလာဝယ်လိုက်ငါတို့မှပစ္စည်းရှိတယ်ဒါပဲဒီဟာလေးပဲရိုးရိုးလေးပဲသူကပြောချင်တာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီ content အမျိုးအစား၄ခုလုံးကိုသိပြီလားရှင်ဟုတ်ကဲ့ဗျဒါကဲတဲ့ပါတော့နော်သဘောတော့ပေါက်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အဲ့ဆိုရှင်တော့ပြောတာ၃ပိုင်းရှိပြီเนาะ content ရဲ့ content နဲ့ဒီ copy နဲ့ခြားနာချက်ရဲ့ content ဒီအမျိုးအစားရဲ့ပြီးစာပြန်မေးမှာเนาะသိချာမှတ်အဲ့လိုရှင်ဒီစာအုပ်လေးနဲ့နှုတ်လေးနဲ့ပါမှတ်ထားလို့စာပြန်မေးမှာဟုတ်ကဲ့စာပြန်ဗျမေးပြီးတော့အရင်စိတ်ဝင်စားပြီးတော်တယ်လို့ဆိုလို့ရှင်နိုရာရဲ့ class မှာ free တက်ခွင့်တစ်ယောက်ပညာသင်ဆုအနေနဲ့ပေးမှာဒါ ဟော အဲ့ အခု လိုပဲ တည်းကပေးအခုဖြေတဲ့ဥစ္စာတွေကိုပြန်ဖြေနိုင်ရင်ပေးတာအဲ့လိုမျိုးပေါ့နိုရာလုံးဝတရားကိုပြန်ပြီးတော့အတော်ဆုံးတရားနိုရာပြန်ပြီးတော့ရွေးပေးမယ်နောက်ကြလို့ရှင်နိုရာအတန်းဖွင့်တဲ့ခါကျနိုရာ scholarship ပေးမယ်တရားလုံးဝစိတ်ဝင်စားပြီးတော့မှဟိုဖြစ်တဲ့လူတကယ်တက်ချင်တယ်လို့အားကြောင့်မို့လို့ဒီမှတ်ချင်လို့ရှင်စာအုပ်လေးနဲ့ပေါ်ပေးလေးနဲ့ယူထားအခုနိုရာပြောနေတဲ့အချိန်မှာနားမလည်လိုက်တဲ့အပိုင်းလေးကိုတေချာလေးပြန်မေးပေးအားဆိုလို့ရှင်ရသွားတဲ့လူတွေပေါ့များမယ်အဲ့ဟုတ်ထဲကတရားတော့ပြန်ရွေးပေးမယ်ပေါ့နော်နိုရာပေးချင်တဲ့လူပေါ့စိတ်တိုင်းကြတယ်အဲ့ဆိုလို့ရှိရင်အခုတော့ content တွေစပြီးတော့ရေးကြတော့မယ်ပေါ့နော်ရေးကြမယ်ဆိုလို့ရှိရင်အဓိကအဖြစ်တော့သိထားရမယ်ဒီအပိုင်း၅ပိုင်းရှိရပေါ့နော်အပိုင်း၅ပိုင်းကတော့အခု content တွေကတော့စပြီးတော့ရေးလိုက်ပြီပေါ့နော်တော့ဒီထဲမှာ content ကိုသိပြီးတော့မှလာပြီးတော့တက်တဲ့သူတွေလည်းပါရင်ပါမယ်ဒါမှမဟုတ်လို့ရှိရင်ဒီ content ကိုအစတွေကနေပြီးတော့လုံးဝမသိဘူးတခါမှလည်းမကြုံဘူးကြားလည်းမကြားဘူးအခုမှလာပြီးတော့မှ try ကြည့်ရလူလည်းပါရင်ပါမယ်ပေါ့နော်အဲ့ဒီထဲမှာအဓိကအဖြစ်တော့ဒီဘယ်သူပါမလဲမသိဘူး content ကိုသိတယ်ရေးနေတယ်ဒါပေမဲ့အဲ့လိုမျိုး content idea တွေစဉ်းစားလို့မရဘူးလို့ဘာလို့ဒီcontent ရေးရင်းနေပေါ့နော်တကူကူအဆင်မပြေတာလေးတွေရှိရလို့ပါလားမသိဘူးရှင်အရင်တည်းကရေးနေကြပဲဒါပေမဲ့ content ရေးရတာအဆင်မပြေဘူးဖြစ်နေတယ်အဲ့လိုလူမျိုးလေးပါလားမသိဘူးအကောင်လုံးကအပါတယ်ဗျသိတက်ရွေးလားဟုတ်ပါတယ်ဗျအဲဟုတ်ကဲ့ရှင်အဲ့ဆိုရှင်အကိုပြောပြပါဦးပေါ့နော်ဒီလိုမျိုးcontent ရေးနေပေါ့နော်ဘယ်လိုအခက်အခဲတွေရလဲပေါ့ဒီလိုမျိုးကိုကချရေးလိုက်တာနဲ့ဒီ idea ထိုင်စဉ်းစားတာပေါ့နော်ဘယ်ဥစ္စာပို့ပြီးတော့ခတ်လဲရှင်အာကိုကကို idea နဲ့ကို on create လုပ်တာတော်တော်မှစဉ်းစားတယ်ကိုစဉ်းစားလိုက်တဲ့ဟာတွေလေသူများတွေလုပ်ပြီးသားအဲ့တော့သူများလုပ်ပြီးသားဟာကိုလေကိုကပြန်မလုပ်ချင်ဘူးကြာအဲ့လိုမျိုးဟုတ်တယ်အဲ့လိုမျိုးတော့တို့ကကြတော့အဲ့လိုမျိုးပေါ့နော်ဒီ inspire ယူတာကတော့ကိစ္စမရှိပေမဲ့ပေါ့နော် copy ကူးတာမျိုးကြတော့ content writer တယောက်အနေနဲ့ဆိုရင်တော့ pro မကြဘူးပေါ့နော်တို့က content တွေပေါ့နော်ထောင်သောများစွာသော content တွေကိုဖန်တီးနေကြတယ်လူတိုင်းကနေ့တိုင်းမှာ content တွေကိုတွေ့နေကြတယ်အဲ့ဆိုလို့ရှိရင်ဒီ content တွေတို့ဘယ်လိုမျိုးဖန်တီးကြတာလဲပေါ့နော်ဆိုလို့ရှိရင်ဒီပြောတယ်shopping mall မှာအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီကုန်ပစ္စည်းတွေဆိုတာကအရန်များတယ်လာတဲ့ပစ္စည်းကဟိုအခလေးကနေဟိုကားအထိရှိတယ်ကွာအဲ့တော့အဲ့ဒီအရာတွေအားလုံးကိုပေါ့နော်ဒီဘယ်လိုမျိုးစဉ်းစားပြီးရေးတာလဲပေါ့ဒီဘယ်လိုမျိုးကိုကအခုဆိုလို့ရှိရင်လူအားလုံးလည်းသိကြမှာပေါ့နော်ဒီ Facebook မှာဆိုလို့ရှိရင်ဒီwork from home အလုပ်တွေခေါ်တာရှိတယ်ကွာ content writer တွေဆိုလို့ရှိရင်အရန်လို့တယ်ဒီ creator လောကမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲဒီ editor တို့ဘာလို့တော့မှများချင်များမယ် content ရေးတဲ့လူကတကယ်ကိုရှားတယ်ပေါ့နော်ဒါကကြတော့တေးတေးချာချာလေးကိုလေ့လာပြီးတော့မှဒီကိုယ့်ရဲ့ဒီစီးပွားရေးတစ်ခုအနေနဲ့ပေါ့ဒီအလုံးမထွက်ရင်တော့မှအားတဲ့အချိန်လေးဒီမှာဒီ freelance လုပ်မယ်ဆိုရင်တော့မှလုံးဝဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်ပေါ့နော်။နော်ဆိုလို့ရှိရင်လုံးဝဒီလက်တောင်လက်ခံလို့တော့မနိုင်ဘူးအချိန်မပေးနိုင်လို့ပေါ့နော်ဒီ content လာအပ်တဲ့လူတွေ
တအားများတယ်အဲ့တော့အားလုံးကိုပေါ့နော်ဒါလေးကိုတည်တည်ချာချာလေးတင်စီခြင်းနဲ့အချိန်လေးကတို့ဒီပြောမှဆိုလို့ရှိရင်16နာရီ20နာရီလောက်ပေါ့နော်အဲ့လောက်လေးပေးပြီးတော့လေးလာလိုက်တာနဲ့တယ်တော့မှကိုနေ့တိုင်းလေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ဒီအချိန်တိုအတွင်းမှာပေါ့နော် professional content writer တယောက်ဖြစ်နိုင်တယ်ပေါ့အဲ့လိုလေအချိန်ပေးပြီးတော့မှဒီကိုယ့်ရဲ့ဒီလုပ်ငန်းတွေမှာမဟုတ်ဘဲနဲ့ဒီစီးပွားရေးတစ်ခုအနေနဲ့မှပြန်ပြီးတော့မှပေါ့နော်ဒီကိုရက်တီခြင်းနဲ့ဒီ online ပေါ်မှာရက်တီခြင်းတာပဲဖြစ်ဖြစ်ဒီအပြင်မှာပေါ့ဒီကိုယ်တိုင်ကိုကြလှုပ်ချင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလှုပ်ချင်နေဆိုလို့ရှိရင်ပေါ့တည်တည်ချာချာလေးကိုမှခဏတာလေးပေါ့2ရက်3ရက်လောက်လေးကိုလုံးဝစိတ်နှစ်ပြီးတော့လေ့လာလိုက်ပြီးရင်လုပ်ကြည့်လုံးဝလွယ်စေရမယ်သိလားနော်လုံးဝဒီဘာဖြစ်လဲဆိုတော့ဒီတစ်နှစ်နှစ်နှစ်လောက်ပေါ့နော်နော်လေးလာထားတဲ့ဒီ content တွေနဲ့ပတ်သက်တဲ့အရာအားလုံးကိုသင်ပေးသွားမှာဆိုတော့လေနိုရာတက်တလောက်နိုရာအကုန်လုံးနိုရာပြန်သင်ပေးမှာအားကြောင့်မို့လို့ခဏလေးဒါမဲ့လည်းပြောမယ်ဆိုလို့ရှိရင်ကနိုရာဆိုလို့ရှိရင်ဒီငွေကုန်ကြေးကြတွေအများကြီးခံခဲ့ရတယ်အချိန်တွေအများကြီးပေးလာရတယ်ဒီသင်တန်းတွေတက်ရတယ်အကုန်လုံးဒီနိုင်ငံတကာ content ရေးတဲ့လူတွေစီမှာလည်းတော့လိုက်ကြည့်ရတယ်အချိန်တွေအများကြီးပေးရတယ်ပေါ့နော်အဲ့ဒီထဲမှာတကယ်အသုံးဝင်တဲ့တကယ်နိုရာတို့လည်းနေ့တိုင်းသုံးနေတဲ့အရာလေးတွေကိုပေါ့နော်လုံးဝဒီအနုစိတ်လေးနဲ့လုံးဝထိမိလေးဖြစ်သွားအောင်ပေါ့နော်အချိန်ခဏအတွင်းလေးမှာပဲဒီ2ရက်3ရက်လောက်အတွင်းမှာပဲပြန်ပြီးတော့တက်သွားအောင်လို့သင်ပေးမှဖြစ်လို့လေ ဟုတ် ချိန်အများကြီးတက်တာအောင်လို့အားဆိုလို့ရှိရင်ဟုတ်ပြီနော်အခု content တစ်ပုဒ်ကိုစပြီးတော့ရေးကြတော့မယ်ပေါ့နော်ရေးကြမယ်ဆိုလို့ရှိရင်ရေးတက်ဖို့ပေါ့ content ကိုလုံးဝမရေးတတ်တဲ့လူတစ်ယောက်ပေါ့လုံးဝကိုအခြေခံမရှိတဲ့လူတစ်ယောက်ကနေပြီးတော့မှ content ကိုစပြီးတော့မှပထမအဆုံးတစ်ပုဒ်ကိုစရေးတော့မယ်ဆိုလို့ရှိရင်ဒီအခြေခံအဖြစ်ဒီအပိုင်းကတော့၅ပိုင်းရှိရပေါ့နော်နံပါတ်1အနေနဲ့ကပေါ့နော်ဒီ idea ဘယ်ကရမလဲပေါ့နော်တို့အခုဆိုလို့ရှိရင်စရေးလိုက်တာကအရန်မြန်တယ်ဒီလားဘာရေးရမလဲဆိုပြီးတော့စဉ်းစားရတာကပို့ပြီးတော့မှခတ်တယ်ပေါ့နော်ရေးဖို့အကြောင်းအရာတော့ဟုတ်ပြီငါဘယ်လိုပုံစံမျိုးရေးမှလဲဘယ်လိုစကားလုံးတွေသုံးပြီးတော့ဘယ်လိုစဉ်းစားပြီးတော့ရေးတာပေါ့နော်အဲ့ဒီစဉ်းစားတဲ့ပိုင်းကပိုခတ်တယ်အဲ့ဒါကဘာနဲ့တူလဲဆိုတော့ဒီ hint ချက်တာနဲ့တူတယ်ဒီလားနော်တို့အခုဆိုလို့ရှိရင်ဒီ hint တစ်ခုကိုစက်တာ hint ချက်မယ်ဆိုလို့ရှိရင်လုံးဝစက်တာ hint ချက်လိုက်တာဘယ်လောက်မှမကြောက်မဟုတ်ဘူးဒီဈေးသွားပြီးတော့မှအမေဆိုလို့ရှိရင်အဲ့လိုပဲဈေးသွားလို့ရှိရင် तू ဘာဝယ်လို့ဝယ်ရမှာဘာချက်လို့ချက်မသိတနေ့ तू မသိဘူးအဲ့လိုမျိုး तू စဉ်းစားရတဲ့အပိုင်းอ่ะပေါ့နော်ပို့ပြီးတော့ခတ်တယ်အဲ့တော့တော့တခုခုကိုရွေးချက်ပြီးဆိုလို့ရှိရင်ဒီဘာပဲချက်မယ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုသာချက်နေတိမယ်ဆိုလို့ရှိရင်အဲ့ဒါလုံးဝမြန်သွားပြီမနှက်မိုးလင်းလို့ရှိရင်စဉ်းစားရတာကဒီဘာချက်မလဲပေါ့နော်တနေ့တာမှာအဲ့လိုမျိုးခက်ခဲသလိုပဲ content တစ်ပုဒ်ကိုစရေးတော့မယ်ဆိုလို့ရှိရင်လေဒီ content idea ဘယ်လိုထုတ်ရမလဲဆိုတာပို့ပြီးတော့မှခက်ခဲတယ်ပေါ့နော်အဲ့တော့နွားကအခုဒီမှာ content idea လွယ်လွယ်လေးထုတ်လို့ရမယ့်နည်းတစ်ခုကိုပြောပြမယ်ပြောပြအဲ့ဒါလည်းပြောပြမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီခေါင်းစဉ်ဘယ်လိုတက်မယ်ဆိုတဲ့အကြောင်းအရာကိုလည်းပြောပြမယ်ပြီးလို့ရှိရင်ဒီ content တွေကိုဘယ်လိုရေးကြမလဲဆိုတဲ့အကြောင်းကိုလည်းပြောပြမယ်ပြီးလို့ရှိရင်နောက်ဆုံးဒီ call to action ဆိုတဲ့အကြောင်းအရာကိုလည်းပြောပြမယ်အဲ့ဒီဟုတ်ပြီနောက်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီတခြားသိကောင်းစရာတွေပေါ့နော်ဒီအချက်၅ချက်ကိုနူရာအခုဒီတစ်နာရီအတွင်းမှာအားလုံးကိုရှင်းရှင်းလင်းလင်းလေးသိအောင်ပြောပြမယ်ဟုတ်ကဲပါ好了，ဟုတ်ပါဒီကိုရှိရဒီပါအောင်ဖေရဆောင်းသွားတော့ကဲဒီအောက်ကပဲရှိလိုက်တော့ ဒီလိုရရင်ဟောက်ဒီလိုရ နားကြော်သွားပြီပါနော်။ဟုတ်ပြီကြည့်ဟုတ်ပြီနော်ဆန္ဒတော့အဲ့ဒီခက်ခဲတဲ့ဒီ content idea တွေဘယ်ရမလဲဒီပိုင်းသွားမယ်ပေါ့နော်သွားမယ်ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ပေါ့နော်ဒီကိုယ့်ရဲ့ကုံအမှတ်တစ်စိတ်ရဲ့ bullet point လို့ခေါ်တဲ့အရာလေးတွေကိုကိုယ်တိုင်ကအရင်ဆုံးလေ့လာရမယ်ဥပမာဆိုလို့ရှိရင်ကိုကဒီပေါ့ဒီအိတ်တွေကိုရောင်းတဲ့ဒီအိတ်တစ်ထေးပေါ့နော်ဒီဆိုင်တစ်ဆိုင်ကိုဖွင့်လာတာပေါ့ဖွင့်လာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့အိတ်တွေကဘယ်ကနေလာတာလဲဒီမြန်မာနိုင်ငံမှာရတဲ့ဒီပေါ်ပေါ်ပဲအိတ်တွေမဟုတ်ဘူး तू ကလောကကိုရီးယားကနေပြီးမှတက်ရိုက်သွင်းတာကိုရီးယားနိုင်ငံထုတ်ဒီအားကြတော့မြန်မာနိုင်ငံမှာလောကမရတဲ့ဒီဇိုင်းတွေပေါ့နော်ဒီဇိုင်းလောက90ကျော်ကိုလောကကိုရီးယားလာတဲ့အိတ်ဒီဇိုင်း90ကျော်တီးတန့်ကိုစိုက်မှာဖော်ပြီးတော့ပြထားတာအဲ့လိုမျိုးအားသာချက်ပေါ့နော်ကိုယ့်ရဲ့ဆိုင်ကသူများနဲ့မတူတဲ့အရာကိုယ့်ရဲ့ကုန်ပစ္စည်းကသူများနဲ့မတူတဲ့အရာတို့တို့ဒီလူတွေတောင်မှပေါ့နော်တယောက်နဲ့တယောက်မှာအားသာချက်အားနည်းချက်ဆိုတာရှိတယ်တယောက်နဲ့တယောက်မတူဘူးပေါ့နော်အဲ့ဆိုလို့ရှိရင်ကုန်ပစ္စည်းတွေတိုင်းမှာပဲဖြစ်ဖြစ်ပဲအရာမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒီရဲ့အချက်ကိုတို့ကရအောင်ကိုကစဉ်းစားရမယ်ကိုယ့်ရဲ့ကုန်ပစ္စည်းကိုအရင်ဆုံးလေ့လာရမယ်ကိုယ့်ရဲ့အားသာချက်ကိုသိပြီးတော့မှကိုကထုတ်နှုတ်ထားရမယ်ဒါအဓိက main point ပေါ့နော်
ဟုတ်ပြီအဲ့ဆိုလို့ရှိရင်သူများအမှတ်တစိမ့်တွေအကြောင်းကိုလေ့လာကြမယ်။ကျွန်တော်တို့ကဟုတ်ပြီငါရဲ့အားသာချက်ကတော့တည်ပြီတခြားလူကတော့ဘာဖြစ်ဖြစ်အဲ့လိုမျိုးသွားပြီးတော့လုပ်လို့မရဘူးပေါ့နော်။သူများဆိုင်တွေကရောဘာတွေတင်ထားတာလဲသူတို့တွေရဲ့အားသာချက်ကရောဘာရှိလဲသူတို့ရဲ့အားနည်းချက်ကရောဘာရှိလဲအဲ့ဒါကိုကျွန်တော်တို့ကပြန်ပြီးတော့မှလိုက်ပြီးတော့လေ့လာရမယ်။ကိုကကိုအကြောင်းပဲကိုသိနေလို့မရဘူးကိုရဲ့ပြိုင်ဘက်တွေအကြောင်းကိုအမြဲတမ်းလိုက်နေရမယ်အမြဲတမ်းသိနေရမယ်ပေါ့နော်။ပြီးလို့ရှိရင်အဲ့ဒီကိုအမှတ်တစိမ့်နဲ့ပတ်သက်တဲ့ knowledge တွေလည်းကိုယ်တိုင်ကကျွမ်းကျင်နေရမယ်။ဥပမာဆိုလို့ရှိရင်ဒီ8 design တော့ခုဒီကိုရီးယားကနေပြီးတော့ဒီသွင်းလာတဲ့ဒီ8တွေရဲ့ design ကဘယ်ရှိုးပွဲတွေမှာဘယ် model ကကင်ခဲ့တာဘယ်လိုအသားနဲ့လောက်ထားတာသူကမိချောင်တရည်နဲ့လောက်ထားတာသူကဘယ်လောက်ထိနှစ်ပေါင်းဘယ်လောက်ထိခံတာလုံးဝစက်တွေမသုံးဘဲနဲ့လက်ချုပ်လိုက်ထားတာအဲ့လိုမျိုးပေါ့နော်ဒီကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ knowledge တွေသူ့ရဲ့တန်ဖိုးကဘယ်လောက်ထိရှိတာလဲအဲ့ဒီအရာကိုကိုကလုံးဝသိနေရမယ်ဒီကိုကုန်ပစ္စည်းနဲ့ပတ်သက်တဲ့အားသာချက်တွေပေါ့နော်ကျွန်တော်တို့အခုဒီ cosmetic ကိုရောင်းမယ်ဆိုလို့ရှရင်လေဒီလုံးဝဒီ cosmetic ကိုအသုံးပြုမဲ့လူတွေရဲ့ဒီ skin type တွေကိုကျွန်တော်တို့သိထားရမယ်ဒီဝက်ချပေါက်နေပြီဆိုလို့ရှရင်သူကတော့ဒီ sensitive skin မှာဒီအစီပြန်နေပြီလို့ရှရင်ဘာ skin ဘာသုံးရမယ်အဲ့လိုမျိုးပေါ့နော်ဒီအနာနဲ့ဆေးကိုကျွန်တော်တို့ဒီဖြည့်ရှင်းနိုင်မယ်ဒီ knowledge တွေကိုကျွန်တော်တို့ကအများကြီးလေ့လာထားရမှာပေါ့နော်ဆွမ်းနာတော့ကနွားဒီဟိုဥပမာပေးခဲ့သလိုပဲနွားတို့ကအိတ်ရောင်းမယ်ဆိုလို့ရှိရင်လည်းနွားတို့ဒီအိတ်တွေကိုစိတ်ဝင်စားနေတဲ့လူတွေကဘယ်သူတွေလဲကျောင်းဆရာမတွေလားဒါမှမဟုတ်လို့ရှိရင်ဒီကိုယ်ပိုင်အထက်တန်းကျောင်းမှာတက်နေတဲ့ကလေးတွေရဲ့အမေတွေလားဒီအိတ်ကိုသူတို့ကဘယ်လိုလူတွေကအသုံးပြုနေတာလဲပေါ့နော်သူတို့တွေကဘာကြောင့်သုံးကြတာလဲဘယ်လိုပွဲတွေမှာသုံးကြတယ်ဘယ်လို fashion တွေနဲ့သုံးကြတယ်ဒီလိုမျိုးအရာတွေကိုနွားတို့ကလေ့လာထားရမယ်ဒါဆိုလို့ရှိရင်နွားတို့ idea တွေအများကြီးထွက်လာပြီဒီကိုအကုန်အမှတ်တစိတ်တစ်ခုရဲ့ဒီကောင်းကွက်လေးပေါ့နော်ဒီဆွမ်းနာတော့နွားပြောခဲ့တဲ့ဒီအားသာချက်လေးတစ်ချက်ကိုနွားတို့ဆွဲထုတ်နိုင်ပြီဆိုရင်တော့မှအဲ့ဒါကလုံးဝ headline ဖြစ်သွားပြီကိုလုံးဝအကြီးကျယ်သွားပြီကွာသူများနဲ့လုံးဝမတူတော့လုံးဝကိုကွဲပြားခြားနားထွက်သွားပြီအဲ့ဒါဆိုလို့ရှိရင်ဒါကနွားတို့ရဲ့အားသာချက်ပေါ့နော်ဒီကိုယ့်ရဲ့အားသာချက်တွေသိရမယ်ပြီးလို့ရှိရင်ဒီသူများရဲ့အားနည်းချက်တွေကိုသိလို့ရှိရင်ကိုယ့်ရဲ့အားသာချက်ကိုပို့ပြီးတော့မှမြင်လာတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဟာလဲကိုလေ့လာတယ်သူများရဲ့ပစ္စည်းတွေအကြောင်းကိုလည်းတွားလေ့လာတယ်ကိုယ့်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ knowledge တွေကလည်းကိုယ်မှာရှိတယ်ကိုကတော့ဟုတ်ပြီကင်နေတဲ့အိတ်ကြီးကတော့လုံးဝ branded ကြီးကွာကိုရောင်းနေတာအဲ့ဒါကိုလမ်းဘေးကဒီဈေးထဲမှာလည်းရတယ်ပေါ့ပေါ့ပဲပဲအိတ်တွေနဲ့သွားရှင်လို့မရဘူးပေါ့နော်သွားရှင်နေမယ်ဆိုလို့ရှိရင်ဒီအိတ်ရဲ့တန်ဖိုးကိုလည်းဘယ်သူမှနားလဲမှာမဟုတ်ဒါကတော့ဟိုလမ်းထက်ကဈေးဆိုင်မှာတော့ရပါတယ်ကွာဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်ရအောင်ကိုရဲ့ဒီအမှတ်တစိမ့်နဲ့ပတ်သက်တဲ့ knowledge ကိုကိုတွေကအများကြီးလေ့လာထားရမယ်အဲ့ content တစ်ပုဒ်စရေးတော့မယ်ဆိုလို့ရှိရင်ဒီသူများရေးထားတဲ့ content တွေကိုလေ့လာရမယ်ပေါ့နော်လေ့လာလို့ရှိရင်ဒီຫນွာတို့ကကြတော့ဒီပြည်တွင်းမှာရေးထားတဲ့ content တွေကိုလေ့လာရုံနဲ့မကဘူးပေါ့နော်ဒီနိုင်ငံတကာရေးထားတဲ့ content တွေကိုပါသူတို့ဘယ်လို formula တွေသုံးပြီးတော့မှရေးကြတယ်သူတို့ကတော့ဒီလူတွေရဲ့နာကျင်မှုကိုဘယ်လိုမျိုးဖော်ထုတ်ကြလဲပေါ့နော်လူတွေကအမြဲတမ်းအကြောက်တရားရှိကြတယ်ကွာသူတို့အမြဲတမ်းအာမခံထားကြတယ်ဆိုတာလေသူတို့ကြောက်လို့ပဲမိန်းကလေးတွေဆိုလို့ရှိရင်ပိုဆိုးတဲ့ဒီအရင်ပရင်တွေတွန့်လာမှသူတို့ကြောက်ကြတယ်အဲ့လိုအကြောက်တရားကိုပဲကိုတွေကလူမျိုးဖမ်းဆုပ်ထားမှာပေါ့နော်ဒါကသူတို့ကြောက်တယ်ဆိုတာသူတို့ရဲ့အားနေချက်ပေါ့သူတို့ရဲ့အားနေချက်ကိုကိုတွေကလိလာပြီးလို့ရှိရင်အဲ့ဒီအရာတွေကိုပေါ့နော်တို့ cosmetic ရောင်းမယ်ဆိုလို့ရှိရင်အမြဲတမ်းအသက်30အရွယ်လှနေဖို့ပဲမိန်းကလေးတွေကတည်ရမှာလောကသူတို့အသက်50လောက်ရောက်သွားလို့ရှိရင်လေဒီအသက်30အရွယ်မှာရှိတဲ့ဒီအသားအရည်တွေကြံနေခဲ့စေဖို့ဆိုပြီးအမှလုံးဝအဲ့ဒီ content တွေကပေါက်ပြီးပြောနေတော့နည်းနည်းတော့ပေါ့နော်တအားကြီးတော့ fake မလုပ်နဲ့ပေါ့ဒီလားနည်းနည်းတော့ဖြစ်နိုင်တဲ့အရာလေးတွေတော့ဖြစ်ရမှာပေါ့နော်တအားကြီးတော့လုံးဝဟိုနက်ပြာစီးလို့တော့မပြောနဲ့ပေါ့နောက်ထပ်တစ်ခု content idea တွေရှာလို့ရတဲ့နေရာတွေကပေါ့ဒီ Google Keyword Everywhere ပေါ့နော်ကြိုက်တဲ့နေရာမှာတော့ရှာလို့ရတယ်ဒီ YouTube တွေမှာပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ဒီ Facebook မှာပဲသုံးနေတော့မှဒီ content idea တွေအများကြီးထွက်တာတွေရှိရပေါ့နော်အများကြီးကြည့်လို့ရတယ်အဲ့မှာတွေကလူတွေကအများနဲ့သူတို့ရဲ့ပြဿနာတွေကိုဖော်ပြလေးရှိတယ်သူတို့ရဲ့ခံစားချက်တွေကိုပေါ့နော်ဖော်ပြလေးရှိတယ်ဒီ social media တွေဆိုလို့ရှိရင်အများနဲ့သိနေရတယ်ကွာသူတို့ဘာတွေကိုလိုအပ်နေတာလဲသူတို့လိုချင်နေတာကဘာလဲတို့ကတော့အဲ့ဒီကနေပြီးတော့မှစဉ်းစားပြီးတော့မှဒီ content idea တွေအများကြီးကိုထုတ်လို့ရတယ်အဲ့ဒီ content idea ထုတ်တဲ့ပိုင်းကိုရပြီလားရှင်အာဟုတ်ကဲ့အခုတော့အာနားထောင်ပြီးတော့ပြီးရင်လည်းကိုယ်တိုင်လည်းလေးလာမှာ
ဟုတ်တယ်ရှင်ဒါတွေကပေါ့နော်တိပြီးတော့အသုံးမချတဲ့လူထဲတော့လုံးဝမတိတဲ့လူကအတူတူပဲတဲ့အဲ့တော့နင်တို့ကပြောလိုက်တာကိုတိတဲ့လူတွေကတော့နော်ဒီလမ်းကြောင်းကိုရှောက်တော့မယ်ဆိုလို့ရှိရင်အသုံးချဖို့တော့ပဲပြောချင်တယ်ပေါ့နော်နောက်မို့ဆိုလို့ရှိရင်တော့အခုလာပေးလိုက်ရတဲ့ဒီအချိန်တစ်နာရီဆိုတာကြီးကအလကားဖြစ်သွားမှသိရမှာလားလုံးဝကိုယ့်ကိုအိတ်နေလိုက်တာတော့မှပို့ပြီးတော့မှအိတ်ရွာအကျိုးရှိသေးရပေါ့နော်ကိုကကွန်တက်ကိုကိုကစိတ်ဝင်စားပြီးဒီလောက်သိရဆိုလို့ရှိရင်20%ပဲတိလုံးဝအဲ့ဒီ20%ကိုပြန်ပြီးတော့ကောင်းကောင်းအသုံးချမယ်ဆိုလို့ရှိရင်အဲ့ဒီ80%အကျိုးရလဒ်တွေကိုရတယ်ပတ်ပြောကောင်းနေဝင်ရတာ ဟုတ် နော်အဲ့ဒါကြောင့်မလို့ကိုသိတဲ့အရာလေးတွေကိုပြန်ပြီးတော့မှအသုံးချပေးပါရှင့်ဒါကလုံးဝလို့အခုဒီနေ့ပြောလိုက်တဲ့အကြောင်းအရာ9ခုနဲ့တွေ contact လုံးဝဖန်တီးလို့ရနေပြီနောက်လို့ရှိရင်ခေါင်းစဉ်ဘယ်လိုတက်မလဲပေါ့နော်နော်တို့ဆိုလို့ရှိရင်ဘယ်လိုမျိုးပြောရမလဲဒီ content တွေတော့အများကြီးတွေ့ပြီးရပေါ့နော်တချို့ကြတော့ခေါင်းစဉ်မပါဘူးသိရမလားစာရေးစာကုန်းစရေးမယ်ဆိုလို့ရှိရင်တော့မှကိုကျွန်တော်အကြောင်းဆိုရင်တော့မှကျွန်တော်အကြောင်းဆိုပြီးတော့ခေါင်းစဉ်တက်ရတယ်ကွာအဲ့တော့ဒီခေါင်းစဉ်ဆိုတာကအရေးကြီးရပေါ့နော်ဒီ content မှာဆိုလို့ရှိရင်တော့ headline လို့ခေါ်တာပေါ့နော်ဒါတွေကိုကြတော့နောက်ကျရင်တော့ဒီအသေးစိတ်ပေါ့ဒီ contact formula တွေရေးနည်းတွေကိုတော့ပြန်သင်ပေးမယ်ပေါ့နော်အခုအချိန်တစ်နာရီပဲရတယ်ဆိုတော့ဒီခေါင်းစဉ်လို့ပဲလွယ်လွယ်လေးပြောလိုက်မယ်ပေါ့နော်ဒီစာရေးစာကုန်းတော်တို့ရေးမယ်ဆိုလို့ရှိရင်ခေါင်းစဉ်တက်တယ်လို့မျိုးတက်ရမယ်။နော်တို့အခု Facebook ပေါ်မှာ post တွေအများကြီးတွေ့တယ်။နော်တို့အကုန်လုံးကိုကြည့်လား။မကြည့်ဘူး။ဘာလို့လဲဆိုတော့နော်တို့ဒီလက်ကလေးတစ်ချက်ပို့လိုက်တဲ့တစ်စက္ကန့်တွင်မှာ post တွေအများကြီးပါသွားတယ်။နော်တို့ဒီလိုရက်ပြီးတော့ကြည့်တဲ့ post ဆိုတာကတကယ်လက်ချိုးရည်လို့ရအောင်ရှားတယ်ပေါ့နော်။ဒီလက်သွားတဲ့နှုံကအယမ်းမြန်တယ်။ဒီစာတစ်ပိုက်ကိုကခေါင်းစဉ်လေးတွေ့ပြီးတော့မှအဆုံးထိဆက်ဖက်သွားတာလို့ရှိသလိုအဲ့ဒီစာပိုက်ကိုတွေ့ရတာနဲ့လုံးဝကိုမဖတ်ခဲ့တာလည်းရှိတယ်ပေါ့နော်။အဲ့လို post တွေအများကြီးရှိတယ်။အဲ့ဒါဘာလို့လဲဆိုတော့အဓိကဒီခေါင်းစဉ်ပေါ့နော်ဒီခေါင်းစဉ်ကိုပထမဆုံးဒီမြင်နေရတဲ့ဒီစီမောမနှိပ်ခင်အပိုင်းလေးပေါ့နော်ဒီအသေးသေးလေးကိုကလုံးဝစိတ်ဝင်စားအောင်ရေးနိုင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စာကိုသူတို့ကလုံးဝအဆုံးထိဖတ်တာတွေရှိတယ်အဲ့ဒီခေါင်းစဉ်ကိုတော့မှအဲ့လိုမျိုးစိတ်ဝင်စားအောင်မရေးနိုင်ဘူးဒီအတူတူလေးကိုတော့မှဒီမပါလာခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒါကိုယ့်စာကိုဘယ်သူမှဖတ်မှာမဟုတ်ဘူး။နော်တို့ကဒီ content ကောင်းမကောင်းဘယ်လိုမျိုးဆုံးဖြတ်ကြလဲဆိုလို့ပေါ့နော်ကိုယ့်ရဲ့ content ကလူတရားရောက်ကိုအကျိုးပြုတယ်ဆိုလို့ရှိရင်တော့ကိုပေးခြင်းတဲ့ message ပေါ့နော်ဒီကိုယ့်ရဲ့ goal ကပြည့်သွားတယ်ဆိုလို့ရှိရင်ဒါက content ကောင်းလို့သတ်မှတ်တယ်ကဲ၍ကိုကတော့ content ကိုတော့ကိုတင်တော့တင်လိုက်တာပဲဟို engagement လည်းမရဘူး sale လည်းမရဘူးကိုယ့်ရဲ့လုပ်ငန်းဟိုအတိမတ်ပြုတာတို့ဘာလို့အဲ့ဒါမျိုးလည်းမရှိဘူးဆိုလို့ရှိရင်ဒါက content ကောင်းဟို content ကောင်းတစ်ပုံမဟုတ်ဘူးပေါ့နော်တစ်ခါလေကြားလို့ရှိရင်တော့တို့ဒီအချိန်ကြီးအများကြီးပေးပြီးတော့မှစဉ်းစားပြီးတော့မှတော့တို့ရေးတယ်ဒါပေမဲ့အဲ့ဒီ content တွေကမပေါက်ခွင့်နဲ့ဒီပါမဟုတ်ဘဲနဲ့ဒီတူတူလေးပဲဒီတိုင်းစိတ်ထဲထင်သလိုကောက်ရေးလိုက်ပြီးတော့မှပေါက်သွားတဲ့ content တွေလည်းရှိတယ်ဒါတွေကတော့အများကြီးပေါ့နော်သူရဲ့ need ဟုတ်အများကြီးရှိတယ်အဓိကကတော့ဒီ content တစ်ပုဒ်ကိုစပြီးတော့ဖတ်မယ်ပေါ့နော်ကိုရေးလိုက်တဲ့စာကိုသူတို့ဖတ်ဖို့ဆိုလို့ရှိရင်ဒီအရေးကြီးတာကဘာလဲဆိုတော့ကိုကဟုတ်ပြီစဉ်းစားလိုက်ပြီစဉ်းစားတော့ပြောလိုက်လို့idea တော့ထုတ်ပြီးကိုယ့်ရဲ့ကုန်ပစ္စည်းရဲ့အကြောင်းတွေလည်းသိပြီးသူများအကြောင်းတွေလည်းသိပြီး knowledge တွေလည်းရှိပြီးလေ့လာပြီးစာကတော့စပြီးတော့ရေးလို့ရပါပြီရေးပြီးရေးတော့ရေးလိုက်တယ်ဒါပေမဲ့ကိုယ့်စာကိုသူများမဖတ်ရင်အဆင်မပြေဘူးအဲ့တော့ဖတ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ခေါင်းစဉ်ကိုစိတ်ဝင်စားစရာကောင်းအောင်လေးပေးရမယ်ခေါင်းစဉ်ပေးတဲ့အခါဆိုလို့ရှိရင်ဆွမ်းနာတော့ပြောသလိုပဲပေါ့နော်ဒီဖတ်မိတဲ့သူတွေကို2စက္ကန့်အတွင်းဆွဲဆောင်နိုင်ရမယ်လုံးဝအဲ့ဒီစာတူတူလေးကနေပြောမှဆွဲဆောင်နိုင်တဲ့အရာလေးဖြစ်ရမယ်တိကျနေရမယ်ကွာတိကျနေရမယ်ရှင်းလင်းနေရမယ်ကိုပေးချင်တဲ့ message တွေပါနေရမယ်အဓိကကတော့ဒီ orient တွေကိုခေါ်လိုက်တဲ့စကားလုံးတစ်ခုကတော့ပါဖို့ပါရမယ်ဘာလို့လဲဆိုတော့တို့တွေကဒီလူအများကြီးရှိတဲ့အထဲမှာကိုယ့်ကိုမခေါ်မချင်းကွာကိုယ့်ရဲ့နာမည်ကိုမခေါ်မချင်းဘယ်သူမှလှည့်မကြည့်ဘူးအတန်းထဲမှာစာမေးမယ်ဟေးငါစာမေးမယ်ဟေးဘယ်သူဖြေမလဲဆိုဘယ်သူမှမဖြေဘူးဘယ်သူကအေးမရဘူးအောင်စောနေထဖြေမမောင်နေထဖြေအဲ့လိုမျိုးနာမည်လေးထပြီးတော့မှခေါ်မှသူတို့ကထတာအဲ့ဒါဆိုတော့လူတွေကသူတို့ကိုခေါ်တဲ့ဒီနံစားလေးပေါ့နော်ဒီ keyword လို့ခေါ်ရမှာပေါ့ဒီအဲ့ဒီအရာလေးပါမယ်ဆိုမှသူတို့ကိုပြောမှန်းသိမှာသူတို့ကိုပြောမှန်းသိမှာသူတို့ကဒီစာကိုသူတို့ဆက်ဖတ်မှာအဲ့လိုမျိုးကိုကရွေးချယ်ထားတာမပါဘူးဆိုလို့ရှိရင်အဒီစာကိုသူတို့တွေဖတ်မှာမဟုတ်ဘူးကြော်သွားကြလိမ့်မယ်ပေါ့နော်ရေးရတာအချိန်ကုန်သွားတာပဲဖတ်တင်တယ်ပေါ့အဲဆိုလို့ရှိရင်တို့ဒီခေါင်းစဉ်ကိုအတက်နိုင်ဆုံးဒီလူရင်းတူရှင်းပေးရမယ်ကွာအဲ့ဒီမှာသွားပြီးတော့မှဒီပါဠိပတ်သားစကားတွေတို့ဘန်းစကားတွေတို့အဲ့ဒါမျိုးတွေတို့သွားရေးနေလို့မရဘူးအတူဆုံးအရှင်းဆုံးဖြစ်အောင်တို့ရေးရမယ်နောက်ဆုံးစဉ်းစားလို့မတက်တော့ဘူးဆိုလို့ရှိရင်တော့ဒီနောက်ဆုံးလုံးဝ idea မထွက်တော့ဆိုမေးခွန်းမေးပြီးတော့ဒါစလိုက်ဒီ problem တွေသူတို့ရဲ့ပြဿနာတွေဥပမာဆိုလို့ရှိရင်ဘယ်လိုပြောရမလဲအဲ့ဒီโอเคရှင်မေးစရာလေးရှိလို့လားဟုတ်ကဲ့ကျွန်တော်မေးတရားလေးနည်းနည်းရှိလို့ โอ ကျွန် เค တော် မေးပါရှင်ဟုတ်ကဲ့ဟိုဟာကျွန်တော်လည်းကျွန်တော်ကကွန်းတန်ယူတာကိုယ့်ဘက်ကိုရေးတော့ရေးတယ်ဒါပေမဲ့ရေးနေကိုလဲခံနေတာ idea ထုတ်ပြီးတော့
ရေးနဲ့လဲခံရတာကျွန်တော်အဲ့ညအစားဆုံးရေးနေတာအဲ့ဒါမျိုးဘယ်လိုပြောမလဲအဲ့ရေးနည်းတွေကနည်းနည်းတိုင်ပတ်နေလို့ရှင်းပြပြီ ဟုတ်ကဲ့ရှင်နောက်ဘယ်လိုရှင်ဒီရေးရမယ့်ညီကိုပြောပြသွားမယ်ပေါ့နော်အခုအကိုကကြတော့လုံးဝလို့ formula ကိုမသိတာလားမသိဘူးရှင် ဟုတ်ကဲ့ formula ကိုမသိတာကျွန်တော်ခေါင်းစဉ် idea ကတော့ခုနကတော့အမှာပြောပြတာလဲကျွန်တော်နည်းနည်းသဘောပေါက်ပါပြီ အဲဟုတ်ကဲ့ကိုအဲ့လိုမျိုး formula တွေဘာတွေကကြတော့ပေါ့နော်ဒီဟိုကကြတော့ဒီအချိန်တစ်နာရီအတွင်းလေးမှာကြတော့တင်ပေးဖို့ကြတော့အရန်ယူcontent ကိုတော့မှဘာဆိုတာမှမသိသေးတဲ့လူတွေကြားမှာဆိုတော့ပေါ့နော် formula တွေတင်ပေးဖို့ကကြတော့အရန်ဟိုအစင်မပြေတော့ဘောနော်တချို့လူအဆင့်ကျော်သလိုဖြစ်သွားမှာဆိုလို့ပေါ့နော်အကိုကကြတော့အခြေခံကတော့ရှိပြီးသား content ဆိုတာလည်းသိတယ်အကိုကတော့ရေးနေပြီဒါပေမဲ့စီစဉ်မကြဘူးပေါ့နော်ဒီနိုရာနောက် slide တစ်ခုမှာပေါ့နော်ဒီမှာနိုရာပြောသွားမှာတော့ပါတယ်ဒီ content အကြောင်းအရာကိုဘယ်လိုရေးကြမလဲဆိုတာအဲ့ဒီမှာတော့ပါတယ်ပေါ့နော်နိုရာအခုပထမဆုံးဒီအကြောင်းပေါ့ဒီ headline အကြောင်းကိုနိုရာအခုပြောနေတာပေါ့နော်အကိုကဒီ content ကိုလည်းသိပြီဒီ content အမျိုးအစားတွေကိုလည်းသိတယ်ဒီ idea လည်းရှိပြီခေါင်းစဉ်လည်းပြီးတက်ပြီပေါ့နော်အကိုရဲ့အခုအခြေအနေကအဲ့လိုမျိုးလားမသိဘူးရှင်ဟုတ်တယ်အမရေးဟုတ်ကဲ့ရှင်အဲ့ဆိုလို့ရှိရင်ညီမတို့ဒီနောက် slide လေးတစ်ခုကိုစောင့်ပေးနော်အကိုအဲ့ခါကြောက်လို့ရှိရင်ဒီ content ဘယ်လိုရေးကြအကြောင်းအရာရေးကြပဲဆိုတဲ့ထဲမှာပါပြီးတော့ညီမပြောပြပေးမယ်နော်အကို ဟုတ်ကဲ့ပါကျွန်တော်လည်းဒီမှာမမပြောတာကိုကျွန်တော်လည်းနားထောင်ပြီးတော့နားထောင်နေတယ်ပဲလေဟုတ်ဟုတ်ကဲ့ပါကဲ့ရှင်ဟုတ်နောက် slide တစ်ခုကြားလို့ရှိရင်ပါမယ်နော်အကို content တစ်ပုဒ်လုံးရေးတာလေအခုကဒီခေါင်းစဉ်လေးတစ်ကြောင်းပဲရှိသေးလို့ပါရှင်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါဒါပါကိုကျေးဇူးပါရှင်ဒီမေးခွန်းမေးရနဲ့စလိုက်ပေါ့နော်အဓိကဆိုလို့ရှိရင်လူတွေကကြတော့ဒီ weight တော့ကြချင်တယ်ကွာအစားတော့မရှောင်ချင်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်weight ချချင်ပေမဲ့အစားမရှောင်ချင်ဘူးအဲ့လိုလူတွေအတွက်သိရမလားမျိုးဘယ်လိုပြောမလဲအစားရှောင်ကြမလို့ဘဲနဲ့ weight ချနိုင်ပြီပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်လဲ weight ချမယ်နောက်လို့ရှိရင် weight ချချင်ပြီလားပေါင်20ချချင်လားတခုခုပေါ့နော်မေးခွန်းလေးနဲ့စလိုက်ကွာချွေးနှံဆိုးတွေကြောင့်စိတ်နှောက်ယှက်ဖြစ်နေရပြီလားဒါဆိုလို့ရှိရင်ဒီယုံသွားပြီးတော့ဒီချွေးထွက်တန်တဲ့လူတွေပေါ့နော်တချို့ဆိုလို့ရှိရင်ဒီဂျိုင်းချွေးနှံတဲ့လူတွေဆိုလို့ရှိရင်လုံးဝသူတို့တွေအဲ့ဒါလုံးဝစိတ်ဝင်စားပါဘူးဆိုတော့သူတို့ကဒီဂျိုင်းချွေးနှံကြောင့်ကွာသူတို့ကအရင်စိတ်ညစ်နေရတယ်ကွာစိတ်လှုပ်ရှားနေရတာဒါကသူတို့ရဲ့ပြဿနာကြီးပေါ့နော်ကိုကအဲ့ဒီပြဿနာယူကွာထိထိမိမိမေးခွန်းလေးမေးပြီးတော့ပြန်ချလိုက်ဒီချွေးနှံဆိုးတွေကြောင့်စိတ်ရှုပ်နေရပြီလားသူတို့ရဲ့ပြဿနာကိုဒါမေးပြလိုက်အဲ့ဒီပထမသူကြောင်းဆိုလို့ရှိရင်အဲ့လုံးဝသူတို့ရဲ့ကိုပြစ်ချင်တဲ့ target audience ကိုချက်ချင်းထိသွားတာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီခေါင်းစဉ်ပေးတဲ့ဒီတစ်ကြောင်းလေးမှာ headline ပေးရဆိုလို့ရှိရင်တော့တော့မှတ်မှာနည်းနည်းလေးပဲရှိရဲဒီစာကလူရင်းတူရှင်ဖြစ်ရမယ်ဖြစ်သွားပြီလို့ရှိရင်လုံးဝစိတ်ဝင်စားစရာကောင်းနေရမယ်ဒီ audience ကိုဆွဲခေါ်လိုက်တဲ့စကားလုံး keyword လေးတစ်ခုပါရမယ်အဲ့လောက်ဆိုလို့ရှိရင်ရပြီကဲနောက်ထပ် slide တစ်ခုသွားကြမယ် ဟုတ်ကဲ့ sorry ပါထွက်သွားပြီနောက်ပြန်ဝင်လိုက်ပါနောက်ထပ် slide တစ်ခုသွားမယ်နော်စနတော်ကဒါအကူပြောသွားတဲ့အကြောင်းအရာပေါ့နော် content အကြောင်းအရာကိုဘယ်လိုရေးကြမလဲပေါ့ဟုတ်ပြီကိုကတော့ဒီ formula တွေလည်းသိပြီဒီရေးရမှာတွေလည်း idea တွေလည်းရှိပြီခေါင်းစဉ်လည်းပေးတတ်သွားပြီ content ကိုကိုကစပြီးတော့ရေးကြမယ်စနတော့ဟိုကိုပြောသွားသလိုမျိုး तू လဲနေတယ်ပေါ့နော်ဘယ်လိုရေးလို့ရေးရမလဲမသိဘူး तू အရန်လဲနေတယ် तू ရေးရမယ့်အကြောင်းအရာတွေကတော့ရှိရ तू ဘယ်လိုနေရာထားရမလဲမသိဘူးပေါ့နော်ဒီဟာအပေါ်မှာပဲထားမလားအောက်မှာပဲထားမလားဘယ်နာပဲထိုးထည့်ရမလဲအဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ဟုတ်ခေါင်းစဉ်တစ်ခုကိုတော့ဆိုတော့စိတ်ဝင်စားစရာကောင်းလို့ကိုယ့်ရဲ့နာမည်ပါလို့တော့အခုဒီမှာဒီချွေးနှံဆိုးတွေကြောင့်ကနေတိုင်းရုံမှအားငယ်နေရတယ်စိတ်ညစ်နေရတယ်လူထားလိုက်ပါဟိုချိုင်းချွေးနှံဆိုးတွေကြောင့်စိတ်ညစ်နေရပြီလားအဲ့လိုမျိုးပြောလိုက်တာ ਨੇ အော်ဟုတ်တယ်ငါစိတ်ညစ်နေရပြီဒီစာကိုတော့ဖတ်လိုက်ပြီဖတ်လိုက်ဆိုလို့ရှိရင်ဒီပထမဆုံးဒီအကြောင်းအရာဒီနိုရာလိုချင်တဲ့အကြောင်းအရာဖြစ်ရမယ်နိုရာသိချင်နေတဲ့အကြောင်းအရာဖြစ်ရမယ်ပေါ့နော်အဲ့ဒါလိုပဲရေးလိုက်တဲ့သူကလည်းကိုပေးချင်တဲ့အကြောင်းအရာဖြစ်ရမယ်ကွာအဓိက main ဖြစ်နေရမယ်ဒီပထမဆုံးကိုတော့မှကိုကဒီအဲ့ဒီပထမဆုံးအပိုက်ပေါ့နော်အဲ့ဒီအပိုက်ကိုတော့မှပေါက်ကရတွေလိုက်ရေးထားမယ်ဆိုလို့ရှိရင်ပေါ့သူတို့ကဖတ်တော့မှမဟုတ်ပါဘူးဆိုတော့ဒါသူတို့လိုချင်နေတဲ့အကြောင်းအရာမဟုတ်လို့ပေါ့နော်အဲ့တော့အရေးကြီးဆုံးအကြောင်းအရာတော့တို့ဒီ content တစ်ပုဒ်ကိုရေးမယ်ဆိုလို့ရှိရင်အများဆုံးရေးတင်တာ9 ဘိုက်လောက်ထိပဲရေးတင်တယ်
3ဘိုက်ကနေပြီးတော့မှ5ဘိုက်လောက်ကိုပဲရေးတင်တယ်ပေါ့နော်အဲ့ထက်ပိုမရေးတင်ဘူးဘာလို့လဲဆိုတော့လူတွေကစာဖတ်ရတာအရန်ပြင်းတယ်စာရှည်လို့ရှိရင်မဖတ်ချင်ကြတော့ဘူးပေါ့နော်ဒါကဒီစာဖတ်ရတာပုံမှန်ဝါသနာပါတဲ့သူတွေစာအုပ်ဖတ်နေတဲ့သူတွေကိုပြောတာမဟုတ်ဘူးပေါ့နော် Facebook ပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ပို့တင်လိုက်လို့ရှိရင်ဒီအများအဖြစ်လူတွေကပေါ့ဒီစာရှည်လို့ရှိရင်တို့ကကြော်သွားကြပြီဘယ်သူမှမဖတ်ကြတော့အဲ့တော့ကျွန်တော်တို့ရဲ့စာကအများဆုံး5ဘိုက်လောက်ပဲရှိတင်တယ်ပေါ့နော်ဒီပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ3ဘိုက်လောက်နဲ့ပေါ့ကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာတွေအားလုံးကိုကျွန်တော်တို့ထီထီမိမိဖြစ်အောင်ရေးရမယ်အဲ့မှာရေးမယ်ပထမဆုံးအပိုင်းမှာတော့လုံးဝအရေးကြီးဆုံးအကြောင်းအရာတစ်ခုအကြောင်းအရာတစ်ချက်ကိုကျွန်တော်တို့ဆွဲထုတ်လိုက်မယ်လုံးဝပေးချင်တဲ့ message တစ်ခုကိုပထမဆုံးအပိုင်းမှာရေးမယ်ဒုတိယဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲကိုဒုတိယပေးချင်တဲ့အကြောင်းအရာပေါ့ဒုတိယအရေးကြီးတဲ့အရာတတိယဆိုလို့ရှိရင်လည်းဒီတတိယအရေးကြီးတဲ့အရာကိုပေါ့နော်ကျွန်တော်တို့အစဉ်လိုက်ရေးသွားကြမယ်အဲ့ဒါကဘာနဲ့တူလဲဆိုတော့ဒီ pyramid ပုံပေါ့နော် pyramid ကြတော့တိကျမယ်ထင်တယ်လို့ဒါလေးပုံလေးပေါ့အဲ့ဒါကို3ခံနဲ့လည်းတူတယ်လေအဲ့ဒါကိုဇောက်ထိုးပုံစံပေါ့နော်တဖြည်းဖြည်းအောက်မှာကြတော့အရေးမကြီးတဲ့အရာတွေလာမယ်အရေးကြီးဆုံးအရာကပထမဆုံးမှလာမယ်ဒီတိုင်းပထမဒုတိယတတိယအဲ့လိုမျိုးအရေးကြီးတဲ့အရာလေးတွေကိုအစဉ်လိုက်ဆင်ပြီးတော့မှရေးသွားကြမယ်ပေါ့နော်ရေးတဲ့အခါကြလို့ရှိရင်တတိထားမှာပေါ့နော်ဒီတက်ကြွပြီးတော့ရင်းနှီးပြီးတော့ပေါ့ဒီတငယ်ချင်းတရားဝဲဖြစ်နေဒီမိသားစုဝင်ချင်းချင်းကိုစကားပြောတာပဲဖြစ်ဖြစ်ရင်းနှီးတဲ့ပုံစံမျိုးနဲ့ပေါ့ကိုကရေးရမယ်လုံးဝရိုးပါဠိပတ်သားလေးလိုမျိုးတရားစာရေးတာလုံးဝမြန်မာစာရေးဆရာကြီးလိုမျိုးပေါ့သွားပြီးတော့မှဒီစာတန်းပေတန်းမရေးရဘူးပေါ့နော်ကိုကအကြံပေးခြင်းတဲ့ပုံစံမျိုးလားကိုကဘယ်လိုမျိုးပြောစေချင်တာလဲကွာညှိနှိုင်းစေချင်တာလားအဲ့လိုမျိုးပေါ့ကိုကရင်းနှီးတဲ့ပုံစံမျိုးလေးနဲ့စကားပြောတဲ့ပုံစံလေးပေါ့နော်ဒီစာရေးထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တရားရောက်ကိုတငယ်ချင်းကိုပဲဖြစ်ဖြစ်ကိုကဒီပစ္စည်းရဲ့အကြောင်းကိုရှင်းပြနေတဲ့ပုံစံမျိုးလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးပြောပြီးတော့မှကိုကရင်းရင်းနှီးနှီးစကားပြောနေတဲ့ပုံစံမျိုးလေးဖြစ်အောင်ပြောပြီးတော့မှရေးရမယ်အဓိကကတော့ပေါ့နော်နောက်ထပ်တစ်ခုဒီ content writing တွေ content writer တွေစရေးမဲ့သူတွေကတော့ဒီစာလုံးပေါင်းတော့မှန်ရမယ်ပေါ့နော်ဒါကကြတော့ငယ်ငယ်လေးနဲ့ဆိုင်နေပေါ့ဒီတချို့ရွာမှာပဲဖြစ်တဲ့ကြောင်းလေးဆိုလို့ရှိရင်သူတို့ကတိကျမစစ်ပေးနိုင်တာတွေရှိတယ်ကွာမစစ်ပေးနိုင်တော့သူတို့ရဲ့ငကိုတိထားတဲ့စာလုံးပေါင်းတွေမမှန်တာတို့ဘာလို့ရှိတယ်အဲ့ဒါတွေဆိုလို့ရှိရင်လည်းလေ့လာလို့ရပါတယ်အရင်ကြီးတော့မခက်ခဲဘူးပေါ့နော်သူတို့တွေကိုလည်းတွားပြီးတော့မှလေ့လာလို့ရတယ်သွားကြည့်လို့ရတယ်ပေါ့နော်ဟိုဒီမြန်မာစာအုပ်တွေမှာပဲဖြစ်ဖြစ်ဒီ dictionary သတိထားပြီးတော့ရေးကြည့်ပေါ့နော်လုံးဝငါတော့စာလုံးပေါင်းမမှန်လို့ content writer တော့မဖြစ်နိုင်တော့အဲ့လိုမျိုးမတွေးနဲ့ဒီလားနော်လည်းပထမဆုံးဆိုတော့ဆိုလို့ရှိရင်တိုင်းရင်းသူပေါ့နော်တိုင်းရင်းသူဆိုလို့ရှိရင်ဒီစကားလေးနဲ့တဲ့စကားပြောလို့ရှိရင်အဲ့လိုမျိုးမနှက်ဖြန်ဆိုလို့ရှိရင်ဖြန်မုံနော်ကဘယ်လိုစကားမနှက်ဖြန်အဲ့လိုမျိုးဝက်စာလုံးပေါင်းထည့်ချပလိုက်ရအဲ့လိုမျိုးနော်ကကြတော့ကိုအတန်ထွက်တဲ့အတိုင်းလိုက်ပေါင်းတယ်ပေါ့နော်ဒါပေမဲ့လည်းနော်အမြဲတမ်းကြိုးစားပြီးတော့မှဒီစာလုံးတွေကိုနော်အများကြီးလေးလာတယ်ပေါ့နော်ဒီပတ်တန်နဲ့ပတ်တာလားအိမ်မက်ဆိုလို့ရှိရင်တက်နဲ့ကတ်တာလားချို့တွေကြတော့အဲ့လိုမျိုးမရှင်းတာတွေရှိရပေါ့နော်အဲ့လိုမျိုးမရှင်းတာတွေရှိလို့ရှိရင်လည်းငါကတော့မဖြစ်နိုင်ဘူးဆိုပြီးတော့မှလက်မလျှော့ပါနဲ့ဒီဟာလေးကိုဖြည်းဖြည်းပုံမှန်လေးပေါ့ပြင်သွားလို့ရှိရင်အချိန်ခဏတွင်မှပြန်ပြီးတော့မှန်သွားမှာပေါ့နော်အဲ့ဒါလေးကိုဘယ်လိုပေါင်းလဲဆိုတာလေးတစ်ချက်လေးကိုသတိလေးပြန်ထားလိုက်လို့ရှိရင်ရပြီပေါ့နော်တကယ်တော့အဲ့လိုမျိုးမှားတာတွေပါသွားရင်တော့ကွာဒီ content writer တယောက်အနေနဲ့ဆိုရင်တော့ pro မကြဘူးပေါ့အတက်နိုင်ဆုံးကတော့ဒီစာလုံးပေါင်းတော့မှန်နေရမယ်တကယ်လို့ပေါ့ကိုယ့်ရဲ့အားနည်းချက်ဖြစ်နေတယ်ဒီစာလုံးပေါင်းမမှန်တာကြီးကကိုယ့်ရဲ့အားနည်းချက်ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းတော့ကတော့စိတ်ထဲမကြဖို့ပဲပြောချင်ပါတယ်ဒီဟာလေးကခဏလေးပဲပေါ့နော်ကိုပြင်လိုက်မဆိုရင်တိလာတဲ့အမားတွေအကုန်လုံးကအမှန်ဖြစ်သွားမှာပေါ့နော်အရန်ကြီးလဲစိတ်ထဲမကြနဲ့ပေါ့နော်မမှန်ဘူးဆိုရင်ကိုကမမှန်ဘူးဆိုလို့ရှိရင်သူများထပ်ပို့ပြီးတော့မှတတိထားလိုက်လူတိုင်းကတော့အမားနဲ့မကင်ဘူးလေဒီဘလောက်ဝဲတီတီလိုမျိုးလက်ဆောင်လားအမြဲတမ်းအဲ့လိုမျိုးဇဝေဇဝါတော့ဖြစ်ကြတာပဲပေါ့နော်အဓိကကတော့တတိထားပြီးတော့မှပြန်ပြီးတော့မှစစ်တာတွေဆေးတာတွေပြန်လုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်နော်ဆန္ဒတော့အဲ့ဒါပြောသွားပြီနော်ဒီအကြောင်းအရာလေးမှာစာပိုက်တွေကိုသုံးလိုက်ခွဲမယ်ပြီးလို့ရှိရင်ဒီတင့်တော်တဲ့ဘန်စကားကိုပဲသုံးမယ်ပေါ့နော်ကျွန်တော်တို့ကပညာရေး website ဖြစ်နေတယ်ကွာအခုဆိုလို့ရှိရင် IDK လမ်းရလုံးဝပညာရေး website အဲ့ဒါကိုဟေ့ချီဖားတို့ရေချီမာတို့ရေငါတို့တော့စာသင်ပေးနေပြီအဲ့လိုမျိုးတော့ပြောလို့မရဘူးပေါ့နော်ကိုရဲ့ဒီတာကန် Orient ကိုမှန်မဲ့စကားလုံးလေးပေါ့နော်ဒီမှန်ကန်တင့်တော်တဲ့ဒီဘန်စကားတွေကိုပဲကျွန်တော်တို့ကပြောရမယ်ပေါ့နော်တွားပြီးတော့ကိုတငယ်ချင်းကိုတွားပြောသလိုမျိုးပေါ့ဒီပညာရေး website ရတွားပြီးတော့မှဟေ့ချီမာအဲ့လိုမျိုးတွားလုပ်လို့မရဘူးပေါ့နော်အဲ့ဒါတွေပုံစံမျိုးတော့လုံးဝမရေးနဲ့တော့တချို့တွေရှိရလေမြန်မာစာကိုမြန်မာသူတို့ရေးရတစ်မျိုးပဲအဲ့လိုလေးဟိုစာလုံးပေါင်းလေးတချို့ကြတော့လေအဲ့လိုမျိုးစာလုံးပေါင်းမှားတာမဟုတ်ဘူးတသက်ယူတမင်တကာရေးနေတယ်လို့ပဲမြန်မာကဒါလည်းချစ်တယ်ဆိုလို့ရှိရင်လည်းချိတယ်လို့ပါတော့လေအဲ့လိုမျိုးတွေအဲ့ဒါတွေကတော့လုံးဝမလုပ်သင့်ဘူးပေါ့နော်အဲ့ဒါလေးတွေတော့
လုံးဝရှောင်ရမယ့်ထဲမှာပါတယ်ပြီးလို့ရှိရင်ဒီအပြောထက်အပြကိုဦးစားပေးပေါ့နော်အဲ့ဒါဘာကိုပြောချင်တာဆိုရှင်နင်တို့ကဒီနင်တို့ရဲ့ဒီပစ္စည်းဘလောက်ကောင်းချောင်းကိုပဲပြောနေမယ်ကွာအေးဟုတ်ပြီနေ့ပစ္စည်းကတော့ဘလောက်ကောင်းတယ်ဘာလို့ကောင်းတာလေးကိုမပြောဘူးIDK လမ်းကလုံးဝကောင်းတယ်တအားကောင်းတာတအားကောင်းတာဘာလို့ကောင်းမှတော့မသိကောင်းတော့ကောင်းတာပဲအေးကောင်းတယ်တစ်ခါလာလဲကောင်းတယ်နှစ်ခါလာလဲကောင်းတယ်ဟုတ်ဒီလိုအခုဆိုလို့ရှိရင်ဒီအစီကြစီရောင်းမယ်ဆိုရင်ဟဲ့ငါတို့အစီကြစီကကောင်းတယ်ကောင်းတယ်ငါတို့ coffee ကကောင်းတယ်ငါတို့လက်ဖက်ချောက်ကကောင်းတယ်ဝယ်ကောင်းတယ် quality ပေါ့နော်တချို့ကြတော့ဒီတချို့လူတွေရှိကြတယ်ဒီ quality အရန်ကောင်းပါတယ်ဈေးအရန်ချိုပါတယ်အဲ့ဒါတွေပဲပြောကြတာများတယ်ပေါ့အဲ့လိုထက်စားလို့ရှိရင်ငါတို့ကဒီအပြောကိုလျှော့လိုက်ကွာဒီအမှာလုံးဝအပြောထက်အပြကိုဦးစားပေးရမယ်အဲ့ဒါဘယ်လိုပြောချင်တာလဲဆိုတော့ကောင်းတာဟုတ်ပြီဘာဖြစ်လို့ကောင်းတာလဲ IDK land တော့ကွာဘာလို့ကောင်းတာလဲဒါကဘာလို့ကောင်းတာလဲဆိုတော့ဒီမှာသူတို့ free ပေးထားတဲ့ဒီသင်ခန်းစာတွေရှိတယ်ဒီသင်ပေးတဲ့ဆရာဆရာမတွေကလည်းသူတို့ရဲ့ level တစ်ခုမှာကျွမ်းကျင်နေတဲ့သူတွေအတွေ့အကြုံရှိတဲ့သူတွေလုံးဝကိုမှဒီအာမခံချက်ပေးနိုင်တယ်ပေါ့နော်ဆရာကြီးဆိုဝင်ဆိုလို့ရှိရင်ဒီအပြင်မှာလည်းအကြောင်းလေးပါရှိတယ်ဒီကိုယ့်ရဲ့ပေါ့နော်ကိုယ့်မှာရှိတဲ့ဒီအာမခံချက်ကိုလုံးဝချပြရမှာကောင်းတယ်ဆိုတဲ့စကားကိုပြောရမှာမဟုတ်ဘူးပေါ့နော်ကောင်းတယ်ဈေးနှုန်းချိုတယ်အဲ့လိုမျိုးမဟုတ်ဘူးဘာလို့ကောင်းတာလဲဘာကိစ္စကောင်းတာလဲငါတို့ဒီ coffee ကကောင်းလဲဆိုလို့ရှိရင်ငါတို့လက်ဖက်ချောက်ဘာလို့ကောင်းလဲလုံးဝရှမ်းပြည်နယ်မှာငါတို့ကိုယ်တိုင် site ထားတယ်ငါတို့လုံးဝငါတို့ရဲ့အပင်ကပဲခူပြီးတော့မှအချောက်လှမ်းထားတယ်လက်ဖက်ချောက်အဲ့လိုမျိုးပေါ့နော်ဘာလို့ကောင်းလဲဆိုတဲ့အကြောင်းပြချက်ကပါကိုပါရမယ်ကောင်းတယ်ရေးရဲ့ကောင်းတယ်ဈေးနှုန်းချိုတယ်အဲ့လိုမျိုးကြီးပဲထိုင် on နေတဲ့ဒီ online short ဆန်ဆန် content တွေရှိတယ်ပေါ့နော်ဒါတွေကကျတော့ online short သဘောမျိုးပါပဲလူတိုင်းကကြတော့စာရေးကြတယ်ဒါပေမဲ့ဒါအဲ့ဒီစာတိုင်းကလည်း content writer ရေးတာမဖြစ်လာဘူးပေါ့နော်ငါတော့စာရေးနေတာပဲငါတော့ရေးတက်နေပြီအဲ့လိုမျိုးတော့မတတ်မှတ်လိုက်နဲ့ပေါ့နော်ဒီ content writer ရေးတာလားဒီလူရိုးသားမလူတယောက်ရေးတာလားဆိုတာကတော့ဖတ်ကြည့်လိုက်တာနဲ့သိတာတယ်ပေါ့နော် quality မှာအများကြီးကွာပါတယ်အဲ့တော့ဘောနော်ကိုစာရေးမယ်ဆိုလို့ရှိရင်လည်းအေးမြန်မာလိုရေးတာပဲအင်္ဂလိပ်လိုရေးတာမှမဟုတ်တာဆိုပြီးတော့ကောက်ပြီးတော့ထည့်ရေးလိုက်တာပေါ့နော်အဲ့လိုမျိုးတွေထပ်စားလို့ရှိရင်ဒီ content သွားတဲ့ဒီ formula တွေဒီ strategy တွေပေါ့ဒီ review ဟာတွေဘာတွေညာတွေသူများတွေရေးတာတွေသူတို့သုံးတာတွေအဲ့လိုတွေကိုတေချာအသေးစိတ်ကြကြပေါ့နော်လေ့လာပြီးတော့မှပဲလုပ်ပေါ့နော်တချို့တွေကရှိတယ်ညီမစာရေးတာပဲဗာတင်တန်းတက်စရာလို့လေဒီဟာငါတို့နေ့တိုင်းပြောနေတဲ့စကားတွေပဲငါတို့သိရငါတို့တက်တယ်ပေါ့နော်ဘာခက်လို့လဲအဲ့လိုမျိုးပြောတဲ့လူတွေလည်းရှိရပေါ့နော်ရှိရဆိုလို့ရှိရင်ပြောလိုက်ပါလို့ဒါကိုကကိုယ်ရေးပြီးကိုယ့်ရဲ့ပြီးမှာပဲကိုတင်ကြလို့ပြောလိုက် content writer မှာငှားတယ်လို့ပြောလိုက်အဲ့ခါကြလို့ရှိရင်နောက်ပြီးတော့တစ်ခုရှိသေးတာပေါ့နော်ဒီအမှတ်တစိတ်ကိုထိခိုက်မဲ့ဒီအရေးသားတွေဆိုလို့ရှိရင်တော့ရှောင်ရမယ်ပေါ့နော်ဒါကတော့ဒီ trend နောက်လိုက်တာကိုပြောချင်တာကွာဒီပေါ်ပေါ်ပဲပဲ trend တွေနောက်တိုင်းရောဒီ engagement ရချင်တာတခုတည်းနဲ့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေလိုက်ပြီးတော့မပေါ်နဲ့ပေါ့နော်ကိုယ့်ရဲ့ဒီအမှတ်တစိရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အရာတွေနောက်ကိုမလိုက်နဲ့အပြောဆိုတွေကိုမပြောနဲ့အမြဲတမ်းထိန်းတာပေါ့နော်အဲ့ဒီအချက်လေးတွေရှိမယ်နောက်တစ်ခုကကြတော့ဒီ call to action ပေါ့နော်ဒါကကြတော့ကျွန်တော်တို့စနတော်ကဟုတ်ပြီခေါင်းစဉ်လေးလည်းပေးပြီးအပိုင်းလေးတွေလည်းအရေးကြီးတာပထမဒုတိယတတိယခွဲပြီးတော့မှရေးပြီးအဲ့ဆိုလို့ရှိရင်ဒီအောက်ဆုံးရောက်သွားပြီပေါ့နော်အောက်ဆုံးရေးပြီးဆိုလို့ရှိရင်မပါမဖြစ်ပါရမှာကဒီ CTA လို့ခေါ်တဲ့ call to action မှာအခုဒီပေါ့နော်ဒီ webinar ကို join နေတဲ့သူတွေအကုန်လုံးပေါ့နော်အဲ့ဒီစာကိုဖတ်ခဲ့ကြလားမသိဘူးအဲ့ဒီတင်ထားတဲ့စာကိုလေ free လုပ်ပေးမယ်ဆိုတဲ့စာကိုဟုတ်ဖတ်ခဲ့ပါတယ်ဗျ ကြပါမယ်ဖတ်ခဲ့တယ်เนาะအဲ့ဒီစာကိုအကုန်လုံးဖတ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီထဲမှာပါမယ်ဒီ call to action အချောင်းလေးကဘယ်ဟာလို့ထင်လဲသူတို့ကဘာသာထိုင်ဒီကိုနောက်ပြီးတင်းတင်းလို့ရပါပြီဆိုပြီးပြောတာလား ရှင်တင်းတင်းလို့ရအဲ့တင်းတင်းလို့ရပြီဆိုပြီးတော့ဘယ်နေရာလာတင်းတင်းမှာဆိုတာမျိုးအာဟုတ်ပါတယ်ရှင်ဟုတ်တယ်ပေါ့နော် call to action ဆိုတာကအဲ့ဒီဟာလေးပါပဲဘာလို့လဲအခုလူတွေရောက်လာကြတယ်ကွာပထမဆုံးရောက်လာတဲ့အယောက်30ပဲဝင်ရတယ်အနောက်မှာအယောက်100ကျော်ကျန်ခဲ့တယ်အယောက်တပုံကြီးပဲအနောက်မှာအများကြီးပဲအဲ့လိုကြံခဲ့တယ်ဘာလို့လဲဆိုတော့တို့ကဒီ content တစ်ခုကိုတို့တတ်မှတ်လိုက်တဲ့အယောက်30သာလက်ခံပြီးဟုတ်ပြီတတ်မှတ်ပြီလို့ရှိရင်ဒါတို့ကလုံးဝတတ်မှတ်လိုက်တဲ့အတွက်ကြောင့်မို့လူတွေကတုံလောက်သွားတယ်ချက်ချင်းတို့တော့ပြောလိုက်တော့ဒီပထမဆုံးဒီဟိုဖြစ်တဲ့ဒီ30ပေါ့နော်30ဒီရောက်လာတယ်တို့ဘယ်လိုရောက်လာတာလဲဆိုတော့အဲ့မှာပြောထားတယ် antikilan.com မှာစာပို့လို့ရှိရင်တို့က Telegram group တွေကိုထည့်ပေးမယ်အဲ့လိုမျိုးသွားရမယ့်အကြောင်းအရာပေါ့နော်ဟိုဈေးရောက်တာဆိုလို့ရှိရင်လည်းဒီဖုန်းနံပါတ်ကိုဆက်ပေးပါပဲဖြစ်ဖြစ်ဒါချို့ကြတော့ဒီ
comment တွေမှာပေါ့နော်ဒီဘလောက်ဗာလေးမှန်းခဲ့ပါ yes လို့မှန်းခဲ့ပါတို့ပြန်ဆက်သွယ်ပေးပါမယ်တို့ဒီလားရှိဒီဖုန်းနံပါတ်ကိုဆက်ပေးပါတို့အဓိကကဒီ audience ကကိုယ့်ကိုဆက်သွယ်ရမယ်ဒီတစ်ခုခုပေါ့နော်အဲ့ဒီအချက်အလက်ကိုခြံခဲ့ပေးတာကဒီ call to action ပါပေါ့အဲ့ဒါကို call to action လို့ခေါ်ပါတယ်နောက်ဆိုလို့ရှိရင်တစ်ခုပဲကျန်တော့မယ်ပေါ့နော်တစ်ခုပဲကျန်တော့မှဒီတခြားတိကောင်းစရာပေါ့၄ခုနော်ပြီးသွားပြီပြီးသွားဆိုလို့ရှိရင်တစ်ခုပဲကျန်တော့မယ်တစ်ခုကကြတော့ဒီတခြားတိကောင်းစရာများပါเนาะဆန္ဒတော့ဒီ content idea တွေဘယ်လိုရမလဲဆိုတာပြောပြပြီးခေါင်းစဉ်ဘယ်လိုတက်မလဲဆိုတာလည်းပြောပြပြီးဒီ content အကြောင်းအရာတွေကိုဘယ်လိုရေးကြမလဲဆိုတာလည်းသိပြီးပြီတော့တို့ဒီ call to action ဆိုတာကဘာလဲဆိုတာလည်းသိပြီးပြီပေါ့เนาะ call to action ကိုတတိထားပြီးတော့မပါမဖြစ်ထည့်ကိုထည့်ရမယ်မပါလို့လုံးဝမရဘူးပေါ့เนาะမရဘာဖြစ်လို့ဆိုတော့ဒါကနွားတို့ရဲ့ဒီ goal ပေါ့ကို goal ဆိုတာကိုယ့်ရဲ့ဒီ content ကိုရေးလိုက်တာကငါစီးရချင်လို့ရေးတာလားဘာရချင်လို့ရေးတာလဲပေါ့เนาะဒါကကိုယ့်ရဲ့ရည်ရွယ်ချက်ကိုနောက်ဆုံးဒီဖော်ပြတဲ့အကြောင်းအရာလေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့မပါမဖြစ်ထည့်ကိုထည့်ပေးရမယ်ဒီတခြားသိကောင်းစရာပေါ့နော်တခြားသိကောင်းစရာကိုပြောမဆိုလို့ရှိရင်တော့ဒီ content နဲ့ပတ်သက်ပြီးရင်တော့လုံးဝပြောလို့တော့ကုန်မှာတော့မဟုတ်ဘူးပေါ့နော်ဒီတခြားသိကောင်းစရာတွေကတော့အများကြီးပဲရှိတယ်အဲ့ဒါကတော့ပြောချင်တော့ပေါ့ဆရာမဘက်က line ထည့်သွားနေမယ် ဟုတ်လို့တယ် ခဏလေးစောင့်ပြီနော်ခဏလေးပြန်မဖြစ်လာလိမ့်မယ် ဟုတ်မိခွန်းလေးတွေရှိရဆိုရင်ချက်ပေါက်မှာမေးထားလို့ရပါတယ်ရှင် อืมဟုတ်တယ်อืม ဟုတ်ဆရာမရှင်းပြတာအကုန်လုံးသိချရောသဘောပေါက်ရလားမသိဘူးရှင် ဟိုပောက်တဲ့ဥစ္စာလည်းဟိုလိုမျိုးပေါ့ပေါက်တော့လည်းပေါက်ပါတယ်နည်းနည်းအခုမှစဖြစ်တယ်ဆိုတော့လေနည်းဘယ်လိုပြောမလဲ ဟုတ် ဟို ဟုတ်အ န ကုန် ည်း ပြ နည်း ပြ နည်း ပါတယ်ရှင် နည်းနည်းလေးတော့အဲ့လိုမျိုးပေါ့သဘောတော့ပေါက်တော့ပေါက်တာပါဒါပေမဲ့ဟိုပေါ့အရင်ကြီးတည်းမဟုတ်ဘူးပေါ့အရင်ကြီးတည်းဟိုလိုမျိုးဘယ်လိုပြောမလဲအခုမှကျွန်တော်တို့ကြားတယ်လေးတန်တဲ့သူပြောဗျာအရင်ကြီးနဲ့တိတ်ပြီးတော့မဖြစ်သေးဘူးပေါ့အဲ့လိုမျိုးအခုမှစပြီးတော့ဖြစ်တာ ဟုတ်ဟုတ် သဘောတော့ပေါက်ပါ ဒီ တယ် သူတွေကပိုတိလာမယ် ဒါပေမဲ့ရုတ်တရက်ကျွန်တော်တွေးမိလိုက်တဲ့တခုကဒီအခုလက်ရှိပေါ့နော်ဒီဆရာမနော်ပြောနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာကိုသွားပြေးမြင်နေဆိုတော့ဒီအချက်လက်တွေနဲ့သွားပြေးမြင်နေဥပမာဟိုပေါ့ဗာလဲအခုဒီ code to A တို့ CTA တို့မပါမြစ်ထည့်ရမယ်တို့ကိုပေးခြင်းနဲ့မဒီစခြင်းမှာဒီ Telegram မှာစခြင်းအရှိမရေးကြတဲ့ဒီဘယ်လိုပြောမလဲလူဆွဲဆောင်လာတဲ့ဟိုလိုမျိုးပေါ့ဗျာကျွန်တော်တို့ဥပမာ free တက်ကမယ်ပေါ့ဗျာအဲ့လိုမျိုးကိုသိခြင်းတဲ့ message လေးပေါ့အဲ့လိုမျိုးပေါ့ဒါဆိုရင်တော့ငါတို့ကဒါလေးတက်လိုက်မယ်ဆိုရင်ငါတို့ကဒီဟာလေးနဲ့တခုတော့ရမှာပဲဆိုစိတ်လေးဝင်သွားတာပေါ့နော်အဲ့လိုမျိုးလေးပြီးတော့နောက်အခုပြောခဲ့တဲ့ဟာလေးမှာဆိုရင်ဒီဟိုပေါ့အဲ့ကိုနဲ့အကြောင်းရဘယ်လိုရေးကြမလဲဆိုတော့အကြောင်းနဲ့ပတ်သက်ပြီးဆိုရင်ရေးတာဆိုအမှသွားမြင်တဲ့ဘာလို့သွားမြင်လဲဆိုတော့ကျွန်တော်တို့များကြိုက်ကြပါတယ်အဲ့creative bike ကအောင်စုပန်ကျွန်တော်ကိုဆရာအောင်စုပန်ကျွန်တော်သွားပြီးပြင်းမြင်မိပါတယ်ဗောနော်စခြင်းမှာဒီအချက်တွေနဲ့ကိုက်နေတယ်ဆိုတာဗောနော်ကျွန်တော်ရဲ့အမြင်ဗောနော်ဒီဘာတော့မဟုတ်ဘူးကျွန်တော်အမြင်ကိုကျွန်တော်သွားမြင်မိပါတယ်ဒီဟာလေးနဲ့ဟုတ်တယ်အရေးဒါလေးအရန်အရေးကြီးတာလားဆိုတော့သွားပြီးပြင်းမြင်မိတာဗောအဲ့လိုမျိုးဗော ဟုတ်ကဲ့ပါ ဟုတ် ဟုတ်ကဲ့အဆိုရင်ဆမနိုရာလည်းပြန်ရောက်ပြီဆိုတော့ဆမနိုရာကိုပြန်လွှဲပါတယ်နော် ကဲပါ ဆမအဆင်ပြေလားမသိဘူး ပြီးခဲ့ဒီလေးကြာမှလာရကြသွားတယ်ကဲအဲ့ဆိုရှင်တို့ပြန်ဆက်ကြမယ်နော်ဆိုတော့နောက်ဆုံးပိုင်းလေးတော့ရောက်နေပြီဒီတိုင်းပဲပြောရလိုက်တော့မယ်အဲ့လိုရှင်တို့ကပြန်ပြီးမှသုံးသပ်မယ်တို့ရဲ့ဒီလိုအချက်လေးတွေကိုပြန်ပြီးတော့မှဖြည့်မယ်ပေါ့နော်ဒါကတော့တို့လောက်ရမယ့်အပိုင်းလေးတွေပဲပေါ့အဲ့ဆိုလို့ရှိရင်ဒီနေ့တော့ပြောရတာနဲ့ပတ်သက်ပြီးတော့မှနားမလည်လိုက်တဲ့အပိုင်းလေးရှိလားမသိဘူးရှင် အမေတဲ့ပိုင်းက ဘယ်နေရာလေးမရှင်းလိုက်တာရှိလဲရှင်တော့ပြန်မေးလို့ရတယ်ဒီအပိုင်းလေးတစ်ခုချင်းစီပေါ့နော် ဟုတ်ကဲ့ပါကျွန်တော်လေး content idea လေးရကြဆိုရင် Google မှာဘယ်လိုရှာမလဲဆိုပြီးတော့ကျွန်တော် chat box မှာပို့ထားတာတော့ရှိတယ်ဗျ ဟုတ် Google မှာဘယ်လိုရှာရမလဲပေါ့နော် idea တွေဘယ်လိုရမလဲဆိုတော့ Google ကကျတော့အများနဲ့ trend ဖြစ်တဲ့အရာတွေပဲရှိတယ်ပေါ့နော်အဲ့ဒီမှာသူများတွေကဘယ်လိုဖန်တီးထားတာလဲအဲ့ဒီမှာတွားကြည့်ရမအောင်တော့ကပြောတာပေါ့နော်
ဒီ YouTube တွေမှာလည်းရတယ်ဒီတခြား social media တွေမှာလည်းရတယ် Facebook တွေမှာလည်းရတယ်ပေါ့အဲ့ဒါအဓိကပေါ့ဒီသူများတွေဘယ်လိုမျိုးဖန်တီးကြရလဲဘာတွေလိုအပ်နေကြလဲအဒီဟာလေးကိုပြောချင်တာပါเนาะအဲ့မှာသွားပြီးတော့ရှာကြည့်လို့ရတယ်ကိုကဒီတခုပေါ့ဒီအခုကိုကခေါင်းအုံးအကြောင်းရေးလိုက်မယ်ပေါ့เนาะကိုကဆီလီကွန်ခေါင်းအုံးအကြောင်းကို content ရေးတော့မယ်ဆိုလို့ရှိရင် idea မရှိဘူး idea မရှိလို့ရှိရင် Google မှာသွားပြီးတော့မှဒီ content တွေအစုံတွေ့ရမယ်ကွာသူများတွေဘယ်လိုပုံစံမျိုးရေးထားတာလဲဘာညာပေါ့เนาะအဲ့မှာသွားပြီးတော့မှ content တွေသွားလေ့လာလို့ရတယ် idea တွေပြန်ပြီးတော့မှစဉ်းစားလို့ရတယ်နောက်ဘလို့ရှိရင်တော့ဆွမ်းတော်ပြောခဲ့ပါတော့ဒီတခြားအကြောင်းအရာတွေထဲမှာသုံးသပ်ပါဘောနော်သုံးသပ်ပါပြီးလို့ရှိရင်နားထောင်ပါနောက်ပြီးတော့ရှင်အမြဲတမ်းနားထောင်နေရမယ်။ဘာလဲဆိုတော့ဒီကိုယ့်ရဲ့ကုန်ပစ္စည်းကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လူတွေကဘလို့အကြောင်းအရာတွေပြောနေတယ်ဘာတွေပြောနေလဲသူတို့တွေဘလို့မျိုးဝေဖန်နေကြလဲသူတို့စိတ်ထဲမှာဘလို့တွေရှိနေလဲဒါတွေကိုအမြဲတမ်းနားထောင်နေပေါ့နော်။အဲ့ဒါမှပိုကောင်းတဲ့ content တွေကိုကိုရီးယားဖန်တီးနိုင်မှာကိုရီးယားဒီလိုအပ်ချက်တွေကိုပေါ့နော်သူတို့ရဲ့လိုအပ်ချက်တွေကိုကိုရီးယားသိပြီးတော့မှဒီဖြည့်ဆည်းပေးနိုင်မှာပေါ့နော်။ပြီးလို့ရှိရင်အမြဲတမ်းလေ့လာနေပါဒီကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းဘလို့ trend တွေဖြစ်နေတာလဲသူတို့တွေကဘလို့အသစ်တွေပေါ်တာလဲကိုယ့်ရဲ့လုပ်ငန်းနဲ့ပဲဖြစ်ဖြစ်ပေါ့ပတ်သက်ပြီးတော့မှဒီပတ်သက်နေတဲ့အရာအားလုံးကိုဒီတိုင်းပေါ့နော်သူများတွေတော့ဘာလုပ်နေလဲမသိဘူးဆိုပြီးဒီတိုင်းပြစ်မထားနဲ့သူများတွေအမြဲတမ်းဘာလုပ်နေလဲဆိုတာကိုသိအောင်အမြဲတမ်းလေ့လာနေမယ်ပေါ့နော်ပို့ပြီးတော့မှကောင်းတဲ့ content လေးတွေအမြဲတမ်းစူးစမ်းပြီးတော့မှရေးနေရမယ်ပြီးလို့ရှိရင် content ရေးတဲ့အခါမှာအဓိကသတိထားမှာတစ်ခုကကြတော့ဒီ emoji တွေပေါ့နော်လုံးဝဘလဘွားသုံးတာမျိုးတွေမလုပ်ကြပါနဲ့အဲ့ဒါကကြတော့အပေါ်သားဆန်နေလို့မြင်တယ်ပေါ့နော်ဒီထိုက်တဲ့တလောက်သုံးတာကိစ္စမရှိပေမဲ့ကွာဒီတပုတ်လုံး emoji တွေပြတ်သိမ့်နေအောင်ထည့်တာမျိုးကြတော့မလုပ်နဲ့ပေါ့နော်ဒီသုံးတဲ့သုံးထိုက်တဲ့လျှောက်တော့သုံးလို့တော့ရတယ်ပေါ့နော် emoji တွေတအားအများကြီးထည့်တာမျိုးတွေတော့မလုပ်ကြနဲ့ပေါ့နော်အဓိကအခြားတိကောင်းစရာမှာဆိုလို့ရှိရင်အများကြီးရှေ့ဆုံးမဲ့နိုရာဒီနေ့ပြောသွားတာကတော့နံပါတ်1အနေနဲ့ကတော့ဒီသုံးသက်ပါပြီးလို့ရှိရင်နားထောင်ပါနားပြီးလို့ရှိရင်အမြဲတမ်းလေ့လာနေပါပြီးလို့ရှိရင်ဒီ emoji တွေအများကြီးမသုံးနဲ့ပေါ့နော်အဲ့ဒီလေးခုကိုပဲနိုရာအဓိကမှားချင်တယ်ပေါ့နော်ဒီနောက်ဆုံးအပိုင်းလေးနဲ့ပတ်သက်ပြီးတော့အဲ့ဆိုလို့ရှိရင်ဟုတ်နော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာ၅ခုလုံးလည်းတော့ပြီးသွားပြီပေါ့နော်ပြီးသွားပြီ9နာရီလည်းထိုးသွားပြီအခုနော်ပြန်ပြီးတော့မှ revision ပြန်ပေးရမယ်ဆိုလို့ရှိရင်နံပါတ်1ကဒီ content ဆိုတာဘာလဲပေါ့နော်အဲ့ဒါကိုတော့ပြောခဲ့တယ်ပြီးလို့ရှိရင်ဒီ content နဲ့copy နဲ့ကွာခြားချက်တွေကိုပြောခဲ့တယ်ပြီးလို့ရှိရင်ဒီ content အမျိုးအစားတွေကို၄မျိုးရှိရဆိုတဲ့အကြောင်းကိုနော်ပြောခဲ့တယ်ပြီးလို့ရှိရင်ဒီ content တွေဖန်တီးတော့မယ်ဆိုလို့ရှိရင်အဓိကအားဖြင့်တည်တဲ့ပိုင်း၅ပိုင်းကိုအခုပြောသွားတာပေါ့နော်တစ်ပိုင်းချင်းစီကိုအဲ့ဒါလေးတွေအကုန်လုံးရကြလားမသိဘူးရှင်ဟုတ်ကဲ့ပါရပါတယ်ခင်ဗျာဟုတ် ရ ကဲ့ ပါတယ် ရှင်ဟိုမေးချင်တာလေးတွေရှိလို့ရှိရင်မေးလို့ရပါတယ်နော် ဟုတ်ကဲ့ဟိုကလေကျွန်တော်အခုမေးနေတာကလေဒီ website အနေနဲ့ကျွန်တော်တို့ကိုကြည်စိုးဝင်းစီက video editing တင်တာလေးများရမလားလို့မေး အဲ့ဒါ မေးကြ တော့ ည့်တာ ဆ ပါ ရာဖြေပေးပါလိမ့်မယ်ရှင် အော်ဘယ်လိုမျိုးပြောရလဲဗျ website ကနေပြီးတော့ video editing သင်တန်းရနိုင်မလားဆိုတာโอเคနားလည်ပြီဟာ IDK laptop ကနေကျွန်တော်တို့video editing သင်တန်းရပါတယ်ရမှာပါအကုန်ပါမှာပါဗျအကုန်ပါမှာပါ ဟုတ်ကဲ့ကျေးဇူးပါတယ်ခင်ဗျာဆရာ ဟုတ်လောလောအဲ့ဒါဆိုမေးတာနဲ့မေးလို့ပြောတာနော်ကျွန်တော်ဒါနဲ့16ရက်နေ့ကျကျွန်တော်တို့ဟိုတိုင်ပဲ Zoom class ရှိပါတယ်လို့နော်မေးလို့ပြောတာပါ marketing စင်းတယ်လို့တော့မထင်ပါနဲ့ပေါ့ပြ marketing သမားတွေရှိရတယ်အဲ့လိုမျိုးဟုတ်ကဲ့ပါ16ရက်နေ့ကျွန်တော်တို့ Zoom class ရှိပါတယ်အဲ့ဒါ video editing class ပါနော် video editing class ပါ Zoom class ရှိပါတယ် 16ရက်နေ့ကကျတော့ဆရာ16ရက်နေ့ကကျတော့ဟိုဟာလေဟိုဟာဘယ်ချိန်လောက်လဲမသိဘူးဆရာ ဟွာလေဟို18ရက်ကကျွန်တော်တို့ဟာည9နာရီမြန်မာစံတော်ချိန်ဆိုရင်တော့မြန်မာစံတော်ချိန်ဆိုတော့9နာရီပေါ့နော်ကျွန်တော်ထိုင်းစံတော်ချိန်ဆိုတော့9နာရီခွဲပါဟိုဂျပန်တို့ဘာလို့မှကျတော့ဘယ်လိုရှိမလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးအဲ့လိုမျိုးကွာခြားချက်ကမသိဘူးဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဘယ်လိုစိတ်ဝင်စားရင်လာမေးလို့ကျွန်တော် page မှာလာမေးလို့ရတယ်ဗျဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါဆရာဗီဒီယိုတွေကြည့်ပါတယ်ခင်ဗျာဆရာဗီဒီယိုတွေကျွန်တော်ဥမာဟိုဟာအဓိကကျွန်တော်သုံးလို့ကောင်းတဲ့ဖုန်းကကျွန်တော်ဖုန်းကြောင့်သိပ်မကောင်းတော့နည်းနည်းဟိုဟာသုံးလို့ကောင်းတဲ့ app လေးပေါ့ဗျာအဲ့လိုဆရာဗီဒီယိုတွေကြည့်နေကျွန်တော်တို့လည်းpower driver တို့ဘာတွေနဲ့ဗီဒီယိုလေးတွေဘာတွေအဲ့လိုမျိုးတွေ့ပါတယ်ကျွန်တော်လည်းအမြဲတမ်းကြည့်ပြပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမဆက်ပြောပြပါဗျာဟုတ်ကဲ့ရှင်နောက်ထပ်မေးချင်တဲ့သူလေးများရှိကြလားမသိဘူးเนาะအဲ့တော့ကြည့်မေးချင်တယ်ဟို editing ပါ software နဲ့လေ Premiere Pro ထင်တယ်အဲ့ဒီနေ့ဟုတ်ကဲ့ပါကြဟိုဟာပြပါရှင်
ဟိုဟာစကားလေးမေးလို့ရပါမလား အာ မေး ဟု လို့ တ် ရ ကဲ့ မလားမသိဘူးခင်ဗျာ ရပါတယ်ရှင်မေးပါရှင်ဟုတ် ဟုတ်ကဲ့ဆရာကြည်စိုးဝင်းဟိုဟာဆရာကိုမေးခြင်းပါတယ်ခင်ဗျာဆရာဟိုဟာအဲ့ဒီဥစ္စာဗီဒီယို edit လုပ်တဲ့အပိုင်းမှာလေဟိုဟာပါလေဟိုဒီဆရာသုံးတဲ့ app ရယ်ပြီးတော့ဆရာသုံးတဲ့ဗီဒီယို accessory တွေကဘာတွေများဖြစ်မှန်းမသိဘူးခင်ဗျာအဲ့လိုကွန်ပျူတာနဲ့လုပ်မယ်ဆိုရင်ပေါ့နော်ဘယ်လိုမျိုးဟိုပြောမှဆိုရင်ကျွန်တော်လည်းစလုပ်မယ်ဆိုရင်ဟိုဟာအဆက်အချင်းစလုပ်မှာဆိုတော့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းအခုကတိတ်ပြီးတော့နားမလည်သေးဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဆရာကွန်ပျူတာနဲ့ကြတော့လည်းဘယ်လိုမျိုးတွေနဲ့ဟိုလိုမျိုးလုပ်လဲဘယ်ကွန်ပျူတာမှာတော့တုံးနေပြီးတော့ဆရာလုပ်တဲ့ဟိုဟာပေါ့ဟိုဗီဒီယိုသူများကိုကြည့်တဲ့အခါကျရင်ကိုဟိုဟာပါလဲဟိုဟာပေါ့ကြည့်ကောင်းအောင်ဆရာအဲ့ဗီဒီယိုဟိုလိုမျိုးပေါ့ရုပ်ထွက်လေးပေါ့အဲ့လိုမျိုး ဟုတ်အရင်ဆုံးကတော့ရုပ်ထွက်ကောင်းအောင်တော့ရုပ်ချောမရအောင်ပေါ့နော် အဲ့ဒါတော့နံပါတ်1ပါ စတာပါဟိုပထမဆုံးရုပ်အဲ့လိုမျိုးရုပ်ထွက်ကောင်းဖို့ကတော့ကျွန်တော်တို့တိတ်ဟိုအဓိကလိုအပ်ချက်ကကို lighting ကောင်းအောင်ကိုရိုက်တန်ရရတယ် lighting ချိန်တန်ရရပေါ့နော် lighting လေးတွေကိုဟိုဝယ်ရမယ်ပေါ့အဓိကတော့ကိုkey light တို့ဘာလို့ဝယ်ရမယ်ပေါ့နော် key light တို့ကျွန်တော်တို့အဓိကstudio equipment တွေပေါ့နော်အအများကြီးတော့သုံးစရာတော့မလိုဗျာပထမဆုံးတော့ကိုက lighting ဆိုပြီးရှာကြည့်လိုက် line ပေါ်မှာ lighting ဆိုပြီးရှာကြည့်ပြီး key light တို့ face light တို့dialogue လေ့လာအောင်ပဲကိုအဲ့ဒါလေ့လာအဲ့ဒါဆိုရင်တော့ကိုဟိုရပြီနောက်တစ်ခုကကြတော့လေဗီဒီယိုစလုပ်ပြီဆိုရင်အဓိကရုပ်ကိုပြတာထက်ဆိုင်အဲ့လိုအတန်ကပိုကောင်းဖို့ရေးကြည့်ရပေါ့နော်အဲ့တော့အတန်ကိုပို့ပြီးတော့ကျွန်တော်ဦးစားပေးလုပ်စေချင်အဲကြောင့်မလို့ဟိုဘာလို့ရမလဲဆိုမိုက်ကောင်းကောင်းလေးတစ်လုံးလောက်တော့အဲ့လိုဟိုစပြီးတော့ရင်းနှီးမြုပ်နှံပေါ့နော်မိုက်လေးတစ်လုံးကိုရင်းဝယ်လိုက်ပေါ့အဲ့ဒါပါပဲကျန်တာရုပ်တွေပါညာဖြည်းဖြည်းချင်းမှသာရရပြီလား ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဆရာဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ဆရာမမေးချက်ရှင်းမေးပါနော်ဆရာမမေးပါခုနကတော့ဒါခုနကတော့ဆရာမနဲ့ပတ်သက်ပြီးတော့ဗာတွေမေးချက်ရှိလဲမေးပါနော် risk hand လေးထောင်ထားပါတယ်ရှင်ဟုတ်ဆမဖြည့်ပေးပါအောင်နော် ဟိုဟာလေကျွန်တော်ကတဝက်တစ်ပြက်မှာကျွန်တော်ဝင်လာလိုက်တော့ခုနကcontent writing နဲ့ copy writing ဆိုတာ content writing ဆိုတာကဟိုဟာမူရင်းရေးတဲ့ script ကိုပြောတာလားဒါမှမဟုတ် copy writing ဆိုတာကဟိုဘယ်လိုပြောမလဲဟိုဗီဒီယိုကနည်းနည်းယူဗီဒီယိုကနည်းနည်းယူအဲ့ည copy နည်းနည်းယူပြီးတော့အကုန်လုံးစုပြီးတော့ဟို script တစ်ပုဒ်ရေးလိုက်တာက copy writing ကိုပြောတာ အဲ့လိုလေးမဟုတ်ဘူးပေါ့နော်အဲ့ဒီပိုင်းလေးကိုနွားခုပြန်ပြီးတော့ရှင်းပြပေးမယ်ရှင်ဒီနွားတို့ကဒီ copywriting ဆိုတာလေအဲ့လိုသူများဟာကို copy ကူးတာကိုပြောတာမဟုတ်ဘူးပေါ့နော်copywriting ဆိုတာကနွားတို့ဒီအယောင် post တွေကိုပြောတာပါရှင်ဒီဈေးရောက်တဲ့ post တွေပေါ့နော်ဒီ sales post တွေပါရှင်ဒီ content writing ကကြတော့နွားတို့အခုဒီဖန်တီးနေတဲ့ content တွေပေါ့နော်ဆရာကိုကြည်စိုးဝင်းတင်နေတဲ့ဒီ video တွေပဲဖြစ်ဖြစ်ဒီ line ပေါ်မှာတင်နေတဲ့အရာတွေအားလုံးတွေကကြတော့ဒီ content ကိုသွားတယ်ပေါ့နော် copy ကကြတော့တစ်ခုပဲရှိရရှင်အဲ့ဒီ copy ကကြတော့ဒီဈေးရောင်းတဲ့ post ကိုပြောတာပါเนาะတို့တို့ဒီ product တွေကိုရောင်းတာတို့ရဲ့ပစ္စည်းတွေကိုဒီ Facebook ပေါ်မှာစာလေးတွေရေးပြီးတော့မှ post တင်ပြီးတော့ရောင်းတာကိုအဲ့ဒါကို copywriting လို့ပြောတယ်ပေါ့เนาะအဲ့ဒါတွေကိုဘယ်သူတွေရေးလဲဆိုတော့ဒီ agency တွေကအများဆုံးရေးကြတယ်ပေါ့เนาะဒီကြော်ညာ agency company တွေကရေးတဲ့ content တွေဒါမှမဟုတ်ဒီ online shop page တွေကတင်တဲ့ content တွေပေါ့เนาะသူတို့ရဲ့ရည်ရွယ်ချက်ကအဓိကအဖြစ်ဒီဈေးရောက်မှုတစ်ခုတည်းပေါ့ကွာအဲ့ဒီဟာကိုပြောချင်တာပေါ့နော်တို့ဒီတခြားဒီစာတွေတင်ကြတယ်ပေါ့စာတွေတင်တဲ့စာတွေအကုန်လုံးကဈေးရောက်တဲ့စာတွေကြီးပဲမဟုတ်ဘူးလေတို့ဒီအကြောင်းအရာတွေကို share ချင်တဲ့ဟာတွေပါတယ်ပေါ့နော်ဥပမာဟိုဘာလုပ်နေငါနီတို့ဒီကမ္ဘာပေါ်ချမ်းသာဆုံးနိုင်ငံဟို9နိုင်ငံလို့ဘာလို့အဲ့ဒါတွေကတို့ကိုဘ ഹു တုတသိစေချင်တာပေါ့နော်ဒီ knowledge ပေးချင်တာဒီပညာပေးချင်တာပေါ့အဲ့ဒီ content တွေကကြတော့အများအဖြစ်ဒီအရှိတွေဖြစ်လေရှိတယ်ပေါ့နော်ဒီ copy တွေကကြတော့အဲ့ဒီလိုမျိုးမဟုတ်ဘူးသူတို့ရဲ့ရည်ရွယ်ချက်ကတစ်ခုပဲရှိရဲအဲ့ဒါကဒီကုန်ပစ္စည်းကိုဈေးရောင်းမယ်ကုန်ပစ္စည်းကိုရောင်းအောင်လုပ်မယ်ပြီးလို့ရှိရင်သူတို့ပတ်စံယူမယ်ပေါ့နော်ဒီဝယ်သွားအောင်လုပ်မယ်အဲ့ဒီဟာကို save post တွေပေါ့နော်အဲ့ဒါကို copy လို့ခေါ်တာပါရှင်copy ဆိုတာကဒီ copy လိုက်ကူတာမဟုတ်ဘူးเนาะအခုโอเคကျေးဇူးပါနားလည်လားမသိဘူးရှင်ဟုတ်ကဲ့ဆမမေခွန်းတစ်ခုကြံတည်းရရှင်သူပြောတာကနောက်တစ်ခုကဒီ script နဲ့ copy နဲ့ကဘယ်လို꿰လဲပေါ့နော်အဲ့မေခွန်းလေးနဲ့ secret ကကြတော့ပေါ့နော်တို့ဒီဗီဒီယိုတွေဘာတွေရိုက်ကြမယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီဇက်လန်တူလေးတွေအများကြီးတွေဒီ TikTok တွေမှာပဲဖြစ်ဖြစ်ဒီ Facebook မှာပဲဖြစ်ဖြစ်ပေါ့နော်ဟိုမင်းသားကဘာဖြစ်ပါတယ်မင်းသမီးကဘာဖြစ်ပါတယ်ဘယ်လိုပြောလိုက်ပါတယ်အဲ့လိုမျိုးတကြောင်ကြီးစီပေါ့နော်မြကမနက်ဝင်လို့ရှိရင်သူဈေးကိုသွားဖို့အတွက်ဒီကားပေါ်ကိုမှတက်ပြီးတော့မှဒီဈေးထဲကိုဝင်တယ်သူကဘာကိုဟိုဝယ်တယ်ဘယ်သူနဲ့တွေ့တယ်ဘယ်လိုစကားတွေပြောတယ်အဲ့လိုဗီဒီယိုရိုက်ဖို့အတွက်ပေါ့နော်ဒီ
စကားလုံးဒီ dialogue တွေရောဒီမျိုးတယောက်မောင်စောကတော့ဘာလုပ်ပါဘာလုပ်ပါညာလုပ်ပါဥမောင်ကတော့ဒီလေသမားပါဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုး role တွေသတ်မှတ်ပေးထားပြီးတော့မှဒီစုစုကတော့ဘသူပါသူကတော့ဘယ်လိုစကားပြောတယ်ဘသူနဲ့ကတော့မိသားစုပါအဲ့လိုမျိုးတွေပေါ့ဒီဇက်လန်တစ်ပုတ်လုံးဖြစ်လာအောင်ကွာအကွက်ကြကြရေးထားတာဒီအဲ့ဒီထဲမှာဘာတွေပါလဲဆိုလို့ရှိရင်ဒီ character တွေတွာလာလှုပ်ရှားတာတွေပါတယ်ပြီးလို့ရှိရင်ဒီစကားပြောတဲ့ dialogue တွေပါတယ်ဒီ story တစ်ပုတ်ပေါ့နော်ပုံမြင်လို့တစ်ပုတ်လို့လည်းပြောလို့ရတယ်အဲ့လိုတစ်ပုတ်လုံးကိုရေးတာကကြတော့အဲ့ဒါဒီ script writing ပေါ့နော်ဒီ copy ကကြတော့အယောင်းပါရှင့်ဟုတ်ကဲ့ နားလည်လားမသိ ဖြေ ဘူး လေးနားလည်လိုက်လားမသိဘူးเนาะဟုတ်ကျမပြောချင်တာက copy ဆိုတာကကျတော့ကျမတို့ point of selling ကိုပို့ပြီးတော့ target ထားပြီးတော့တာတယ်ပေါ့နော် ရောင်းပါ script ရော က င်း ကျ ပါ တော့ knowledge sharing ပေးချင်တဲ့ဟာကိုကိုက လိုက်ချက် ကိုပေးမဲ့ဟာကိုအတိအကျနဲ့ရေးပြီးတော့ကိုကဗီဒီယိုပြန်လုပ်တဲ့အခါမှာရေးတာကို script writing လို့ခေါ်ပါတယ်ဟုတ် ကျေးဇူးပါဟိုဟာဒီ ဟုတ်ကဲ့ပါလေဒီဘောဒီနားချင်တဲ့လူလေးတွေလည်းနားလို့ရပြီပေါ့နော်9နာရီလည်းကြော်သွားပြီဆိုတော့ဒီမေးချင်တဲ့လူလေးတွေကတော့ဆက်ပြီးတော့နေလို့ရသေးတယ်ပေါ့နော်9နာရီ20ဆိုတော့နိုင်ဝက်လောက်ထီပေါ့နောက်ထပ်10မိနစ်လောက်ထီတော့ဖြည့်ပေးမယ်ရှင်ဒီနားချင်တဲ့လူလေးတွေကထွက်လို့ရပြီပေါ့နော်မေးစရာမရှိတော့ဘူးဆိုရင် ဟို ဟို ကျွန်တော်တစ်ချက်လောက် request လေးလုပ်ချင်လို့ပါနော်ဟုတ်ကဲ့ webinar လေးကပြီးဆုံးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ post tag လေးလည်းရှိပါမယ်ပေါ့အဲ့ဒါကိုဒီရဲ့ chat ထဲမှာရောTelegram group ထဲမှာရောပြန်ပြီးတော့ပို့ပေးပါမယ်နော်အဲ့ဒါလေးလည်းတစ်ချက်လေးဖြည့်ပေးဖို့ request လေးလုပ်ချင်ပါတယ်အကုန်လုံးဖြည့်ပေးပါ ဟုတ်ကဲ့ခုနကတော့ဖြည့်သွားပြီဗျာကျွန်တော်ဟိုထဲမှာတော့ ဟုတ် submit အဲ့ လုပ် ဒါ ပြော က pre-test version ဟုတ်အခုက ဟုတ်ကဲ့ post tag version ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ ဟုတ်ကဲ့ဝင်လို့မရအောင် ဟို ဆိုလည်း ဆရာ ချက်လေးပြောပေးလို့ရပါတယ်နော်အလင့်လေးပို့ပေး ဟုတ် လို့ ကဲ့ ရ ပါ ပါတယ် ကျွန်တော်ဝေလို့မရဘူးဖြစ်နေတယ်ဗျ ဆရာမတခုလာမရှင်တော့ပါခင်ဗျ ဟုတ်ကဲ့ရှင်မေးပါ ဟုတ်ကဲ့အဲ့လေဆရာမခုနကြော်ရခဲ့တဲ့ content writing ဆိုတာလေအဲ့မျိုးစာရေးတဲ့နေရာမှာပဲနဲ့ကျတဲ့နေရာမှာကိုပြန်အသုံးချလို့ရတာပေါ့ ရတယ်ရှင်ဒီ content တွေကပေါ့နော်ဒီကျွန်တော်တို့ကဒီ digital ဒီ platform တွေဒီ Facebook ပေါ်တွေဒီ Instagram ပေါ်တွေအဲ့ဒီပေါ်တွေမှာဒီ post တင်ပြီးတော့ရေးတာမဟုတ်ဘူးပေါ့နော်ဒီအခုဆိုလို့ရှိရင်ဒီလက်ကမ်းစားဆောင်တွေမှာရှိမယ်ပြီးလို့ရှိရင်ဒီဘေဘုတ်လိုမျိုးအရာတွေဒီ B9 ပေါ်မှာတွေရေးထားတာတွေအဲ့ဒီစာတွေအားလုံးอ่ะပေါ့နော်ဒီ page နဲ့ message တွေဥပမာကွာဒီလမ်းသွားလို့အရှိမစာတင်ကြောင်းရှိသည်ဆိုပြီးထောင်ထားတဲ့ဒီ sign board လေးကအစား तू ကဒီအရှိမစာတင်ကြောင်းရှိကြောင်းကိုပြောချင်တာဖြစ်တဲ့အတွက်အဲ့ဒီစာကြောင်းတစ်ကြောင်းလေးကလည်းအဲ့ဒါကလည်း content ပဲပေါ့နော်ပြီးလို့ရှိရင်ဒီ design တွေပုံမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီစာလေးတွေရေးထားတာရှိတယ်လေ design ဒီ graphic design တွေမှာဆိုလို့ရှိရင်ဒီပုံလေးပုံမှာစာလေးတွေရေးထားတာတွေရှိတယ်အဲ့ဒါတွေကလည်းအားလုံးอ่ะပေါ့နော်ဒီ content တွေပဲဒီစာသားတွေကနေပြီးတော့မှ message တစ်ခုခုကိုပေးချင်တဲ့အရာမှန်သမျှအရာအားလုံးက content ပဲပေါ့နော်အကုန်လုံးက content ပါပဲရှင် ဟုတ်ကဲ့ဟုတ်ကဲ့ကျန်ပါပါလေအခုမှအခုမှစမဲ့ beginner သမားတွေအတွက်ကcontent ကိုအကုန်လုံးရေးရကောင်းမလားအစားဆုံးရေးရကောင်းမလားလို့ရှိရင် view point လေးတွေကြီးပဲခွဲထုတ်ပြီးတော့ကိုလိုချင်တဲ့နေရာကျမှပြောရကောင်းမလားအဲ့ဒါဗဒါအဆင်ပြေတော့လေ ကိုကကြတော့ဗောနော်ဒီရေးဖို့အတွက်ဆုံးဖြတ်ထားပြီဆိုရင်တော့ရေးလိုက်လို့ပဲပြောချင်တယ်တိလားဘာလို့လဲဆိုတော့ဒီ content ကိုကကြတော့တော့ဘယ်လိုမျိုးရေးရမှာလဲဆိုတော့ဒီ AID formula နဲ့အဓိကအဖြစ်ရေးကြတယ်ဗောနော်အဲ့ဒီ formula ကိုတော့ကဒီအခုဒီမှာအသေးစိတ်ပြောမယ်ဆိုလို့ရှိရင်ဒီ A ဆိုတာကြတော့ဒီ attention ဗောနော်ပထမဆုံးလူတွေရဲ့စိတ်ဝင်စားမှုကိုယူမယ်ယူလို့သူတို့ကဒီစိတ်ဝင်စားပြီးတော့မှဒီတစင်စင်ဗောနော်ဒီကိုယ့်စီကိုဆက်သွယ်လာအောင်ယူမယ်ပြီးလို့ရှိရင်နောက်ဆုံးကြမှာဗောနော်ဒီ call to action လို့ခေါ်တဲ့ကိုယ့်ကိုဆက်သွယ်လာအောင်လုပ်မယ်ဗောအဲ့ဒီအပိုင်းအရာတွေအားလုံးကိုပါမှပေါ့နော်ဒါတွေအားလုံးကဒီ content ပြည့်စုံတဲ့ content တစ်ပုဒ်ဖြစ်တာပေါ့ကိုကဒီ content writer စလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီအရာလေးတွေကိုမချန်ခဲ့ပဲနေပေါ့နော်ရေးစေခြင်းနဲ့အခုဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံအကြောင်းရေးမယ်ဆိုလို့ရှိရင်လည်းဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှဒီကိုတိတလောက်ပေါ့နော်မြန်မာနိုင်ငံမို့ဒီကိုမြို့အကြောင်းပဲဖြစ်ဖြစ်ဒီခုံတလုံးအကြောင်းပဲဖြစ်ဖြစ်အရာလေးတစ်ခုသေးသေးလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီဟာလေးကိုမှဒီတစ်ချက်လောက်တည်းဆွဲထုတ်ပြီးတော့မှရေးလိုက်မယ်ဆိုလို့ရှိရင်ဒါကတော့စနတော်ကဒီနရာပြောခဲ့တယ်ပေါ့နော်ဒီbullet point ဒီအချက်ကလေးလို့ပြောရမှာပေါ့နော်သူကကြတော့ဒီအချက်ကလေးတစ်ချက်ပဲကွာအဲ့ဒီအချက်လေးတွေကိုစီလျော်အောင်ပေါ့မှစာပိုက်တွေအဖြစ်ပြန်ရေးပြီးတော့မှတဖြည်းဖြည်းနဲ့ဆက်သွားတာဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်ဒီစသားလောက်ထဲကဟိုမှာဒီတကြောင်ဝဲရေးမယ်ဆိုတာထက်စားလို့ရှိရင်အကုန်လုံးကိုတော့နွားကတော့ရေးစီခြင်းတယ်ပေါ့အတွေ့အကြုံလည်းရသလိုလေ့ကျင့်ပြီးသားလည်းဖြစ်သွားတယ်ကွာ
ဘာဖြစ်လို့လဲဆိုတော့ကွာဒီတချောင်းနဲ့ထိထိမိမိရေးရတာကပို့ပြီးတော့မှခက်တယ် content writer တွေအတွက်လေအကူကတော့ထင်မယ်ပေါ့နော်ဒီငါဒီစာအရှိကြီးတွေမရေးနိုင်ဘူးဒီအတူလေးပဲရေးမယ်တကယ်ကလေအရှိကြီးတွေရေးရတာကဆက်ပြီးတော့မှကိုကရေးလိုက်လို့ရတယ်ပေါ့နော်ဒီအတူလေးတချောင်းလေးနဲ့ပဲဒီအရာအလုံးကိုဒီချုပ်ပြီးတော့မှရေးမယ်ဆိုလို့ရှိရင်အဲ့ဒါပို့ပြီးတော့မှခက်တယ်ပေါ့နော်ပို့ပြီးတော့စဉ်းစားရတာတွေရှိရရှင်အခက်ခဲကကြတော့အရှိနဲ့အတူရေးမယ်ဆိုလို့ရှိရင်တူလေခက်လေပဲရှည်တာကကြတော့ဇက်လန်နေအများကြီးပြောဆင်ပြီးတော့မှရေးသွားလိုက်လို့ရတယ်ပေါ့နော်စာရှည်တယ်ဆိုပေမဲ့ဒါကစဉ်းစားရတာပို့ပြီးတော့မှလွယ်တယ်ပေါ့နော်အတူကပို့ပြီးတော့မှခက်ပါတယ်ရှင့် ဟုတ်ကဲ့ပါ ဆုံးဝင်ကျွန်တော်တွေ့ရမှာမသိဘူးဗျာ ဟုတ်ကဲ့ပါဆရာမကျေးဇူးပါဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင့်ကျေးဇူးတင်ပါတယ် ဟယ်လို ဟုတ်ကဲ့ရှင့် ဟိုဆရာကြည်စိုးဝင်းကျွန်တော်တခုတော့မေးလို့ရမှာမသိဘူးဆရာ ကျေးဇူးဝင်းရှင့်ရှိသေးရဲ့ ဟို ကြည့်ပါတယ် ဆရာ copyright မမိအောင်ရင်ဆရာအခုဟို PC နဲ့ပဲဆရာဖြစ်တယ်လားဆရာဗီဒီယိုကပ်တာလေဘာ app သုံးတာလဲမသိဘူးဆရာပြီးတော့ ဟုတ်ပြီcopyright မမိအောင်ကကျွန်တော်ပြပြမယ် copyright မမိအောင်မမိချင်ဘူးဆိုရင် PC နဲ့လည်း edit ဆရာမလို့ CapCut နဲ့ဖုန်းနဲ့ပဲ edit နေရတယ်အဓိကအခု copyright မမိမဲ့တခြင်းကိုပဲသုံးရမှာ copyright မမိမဲ့တခြင်းကိုပဲသုံးရမှာဆိုတော့အကိုကအရင်ဆုံး copyright မမိတခြင်းတွေကိုရှာတတ်အောင်လုပ်ရမယ်ပေါ့နော်အကို YouTube မှာရှာကြည့်လိုက် copyright လွတ်တခြင်းများဆိုပြီးတော့ဗျာအဲ့လိုရှာကြည့်လိုက်အဲ့မှာ YouTuber တွေတင်ထားတဲ့ဟာရှိရေပေါ့နော်ဗီဒီယိုတစ်ပုဒ်မှာ copyright မမိတဲ့တခြင်းတွေဘယ်လိုရှာမလဲဆိုပြီးပေါ့နော်အဓိကတော့ Facebook နဲ့ YouTube မှာ sound collection ဟွာတွေရှိတယ် web page တွေရှိတယ်အဲ့ web page တွေတွားပြီးတော့သုံးရမှာပေါ့နော်အဓိကအဲ့ဒါပဲကိုအဓိကကအဲ့ဒါပဲအကိုဒီကျွန်တော်ကဘာသုံးလဲဆိုရင်တော့ကျွန်တော်က Premium Pro လည်းသုံးတယ် Final Cut Pro လည်းသုံးတယ်အဲ့ဆိုတော့ဒီ editing software နဲ့အဲ့ဒါတွေသုံးတယ်ပေါ့နော်အဲ့ဒါတွေသုံးလို့ copyright လွတ်တာမဟုတ်ဗျာအဲ့ဒါတွေမှာ editing လုပ်တဲ့အခါကျတော့တခြင်းတွေကိုကျွန်တော်တို့က copyright လွတ်တဲ့တခြင်းတွေသုံးမှရတာဗျ ဟုတ်ကဲ့ပါဒါဆိုကိုကဒေါင်းတဲ့ပုံမှာမူတည်တာပေါ့နော်ဆရာနော် ဟုတ်တယ် ဟုတ်ဒါဆိုဆရာတခုလောက်မေးချင်လို့ဆရာနောက်ပြီးတော့အခုဆရာအောင်စုပိုင်နောက်ကအဲ့ထဲ့တယ် background ထဲ့တယ်လေအခုကျွန်တော်ဒီဗီဒီယိုတွေအကုန်ပေါ့နော်အဲ့လိုမျိုးလုံးဝအသေးစိတ်ကအစအဲ့ဒါတွေဆိုပြောမှဆိုကျွန်တော်ဗီဒီယိုတစ်ပုဒ်ရှင်းပြမယ်ဆိုအဲ့ဗီဒီယိုရဲ့အချက်လက်တွေကအစကိုယ့်ရဲ့ကွန်တန့်ရေးထားတဲ့ဟာတွေနဲ့အစညှိယူပြီးတော့ကိုကလိုက်ရှာပြီးကိုကဖြစ်ခါတာပေါ့နော်ဆရာနော်အဲ့လိုမျိုးပေါ့နော် ဟုတ်တယ်ပထမ script ရေးတယ် script ရေးမှာ editor ကနေပြီးတော့အဲ script နဲ့ line ရောညီထွေတဲ့ video တွေကိုလိုက်ရှာရတယ်ဟုတ်တယ် ဟုတ်ပြီးတော့မှကိုကလည်းကိုလိုက်သိချအသေးစိတ်လိုက်ကတ်တာပေါ့ အသေးစိတ်လိုက်ထည့်ရတာဟုတ်တယ် တော်တော်လက်ကပြောမှဆိုရင်တော့ကတော့ဆရာလက်ပေါက်ကတ်တာပေါ့နော်ဆရာနည်းနည်းတော့ ရန်ကတ်တာပေါ့ဟုတ်တယ်အရန် effort ထည့်ရတယ်အရန်စူးစမ်းရတယ်အရန်စူးစမ်းလို့လည်း view ရတာ ဟုတ်ကဲ့ဆရာဟုတ်ပြီးတော့ဆရာအဓိကကျွန်တော်အဲ့သိချင်တယ်ဆရာအောင်စုပိုင်ဗီဒီယိုရဲ့နောက်ကလေအဲ့ဒီ music အဲ့အနောက်ကကျွန်တော်ပြောမှဆိုဗျာအနောက်ကပြောမှဆိုကျွန်တော်ဒီmotivation music အတန်တယ်မို့နောက်ကလေအဲ့တီးလုံးရဲ့အတန်ကိုကျွန်တော်အဲ့လိုကဘယ်နားမှာရှာလို့ရအောင်တူဆရာအဲ့ဒါ ဟာလေကိုအဲ့ဒါကိုတော့ဝယ်သုံးရတာဗျကျွန်တော်တို့ကကြတော့အဲ့လိုရှာသုံးတာမဟုတ်ဝယ်သုံးတာ copyright လွတ်အောင်လို့ကျွန်တော်ဝယ်လိုက် license တွေဝယ်တယ်ကို website တွေရှိတယ်အဲ့လို artlist တို့ပြီးတော့ epidemic တို့အဲ့လိုမျိုး website တွေရှိတယ်အခု music အဲ့လို music ဝယ်သုံးနည်းဆိုပြီးရှာကြည့်လိုက်ကိုအဲ့လို YouTube မှာပဲတချင်း license ဝယ်သုံးနည်းပေါ့နော်အဲ့လိုရှာကြည့်လိုက်တဲ့အခါမှာကို website တွေတွေ့လိမ့်မယ်အဲ့ website တွေမှာကျွန်တော်တို့ဝယ်တာဗျအဲ့ website တွေမှာအကုန်ရှိတယ်ဝယ်ရတယ်ပေါ့နော်ကျွန်တော်တို့ line တစ်လကို$15 $20လောက်တော့ပေးရတယ်အဲ့လိုတွေ ဟုတ်ကဲ့ချက်ချင်းတန်းချီဟုတ်တယ် ဟုတ်ကဲ့ဆရာကိုကြည်စိုးပေါ့ဆရာကိုကြည်စိုးဝင်းကိုကျေးဇူးတင်စကားပြောချင်လို့ဆရာအဲ့လွန်ခဲ့တဲ့5 လလောက်တုန်းကအဲ့ဒီက Dust Daily Zone Club မှာဆရာတက်ခွင့်ရတာအဲ့ဒါကို screen record ပြန်ဖမ်းပြီးတော့ကျွန်တော်တို့ဒီမှာYouTube မှာပြန်တင်ပေးထားတယ်အဲ့ဒါအဲ့ဗီဒီယိုကျွန်တော်တို့ကြည့်ရတယ်အရင်ကောင်းတယ်အဲ့မှာအကုန်လုံးအသေးစိတ်ဆရာအားလုံးရှင်းပြခဲ့တယ်အဲ့ဒီတော့ကျေးဇူးပါကျွန်တော်တို့အားလုံးသိသွားခဲ့တယ်ဟုတ်ကဲ့ကိုကျေးဇူးပါဟုတ်ကဲ့ရပါတယ်ဒီကလပ်ကိုကျေးဇူးတင်ရမှာတော့ဆရာမနော်ရာဖြစ်ပါတယ်เนาะဟုတ်ကဲ့ကျေးဇူးပါရပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာမကိုအဲ့ဒါပြုံးမလို့ကျွန်တော်တို့အခုလေးအချိန်ပြီးကနေဆရာကိုသိချင်တယ်ကျွန်တော်မေးနေဆရာကအဲ့ဒါဟုတ်ပြီမေးကြလေးမေးပြီးတော့ဆရာမကိုကျေးဇူးတင်စကားလေးပြောသွားကြအောင်เนาะဟုတ်ကဲ့ပါဟုတ်မေးကြလေးရှင်ဆက်မေးလို့ရပါပြီเนาะဆရာမကိုเนาะဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါမေးကြတော့ဒီဗီဒီယိုဒီအခုဆရာမနော်ပြောတဲ့အချက်တွေအကုန်လုံးอ่ะဗောနော်ခုနကျွန်တော်အဲ့လိုတွေးမိတာဆရာအောင်စုပိုင်လိုမျိုးအဲ့ဒီသူဗီဒီယိုလေးတုံးတဲ့အဲ့လိုရေးတဲ့စာတွေဥမာတက်ကြွတဲ့စကားပြောပုံစံတို့ဥမာအရေးကြီးတဲ့အရာဗောနော်ပြောရရင်
တင့်တော်တဲ့ဘန်စကားသုံးတော့အပြောထက်မျက်နှာကိုပြပေါ့နော်အဲ့ဒါတွေတွားပြီးတွားကိုက်နေတယ်ပေါ့နော်ဒါပေမဲ့ဒါပေမဲ့မို့အဲ့လိုအခုလိုမျိုးအဲ့လိုဆရာမတော်ပြောတဲ့ဘယ်လိုပြောမလဲ content writer ကိုတိတိကျကျနဲ့ကျွန်တော်လည်းသိရတော့ဗျာအခုဘယ်လိုပြောမလဲကျွန်တော်တို့လည်းတော်တော်ဘယ်လိုပြောမလဲဝမ်းတာတယ်ပေါ့ဆရာဝမ်းတာတယ်ဆိုတော့ဟောပေါ့ကျွန်တော်တို့တကယ်လို့လုတ်ပစ်ခဲ့ရင်ဆိုရင်တော့မှကျွန်တော်တို့ဒါတွေအရန်သုံးဝင်ပါဗျာကျွန်တော်တို့ဒီအခုရေးတာဆရာမနော်ရာပြတဲ့စာတွေဆိုလဲအကုန်မှတ်ပြီးရေးတာဗျာဒါဆိုကျွန်တော်တို့တခုမှကိုယ်မှ content ရေးချင်တဲ့ဆိုတာဒါလေးကြည့်ပြီးတော့ကိုယ့်အနေကိုရေးလို့ရပါဘောနော်ဆရာအဲ့လိုမျိုးပေါ့အကြံဉာဏ်လေးရတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာမနော်ရာကိုဟုတ်ကဲ့ကိုအဲ့ဒါကြတော့ဒီ content creator ပေါ့နော်ဆရာကြည်စိုးဝင်းတို့ဒီဆရာအောင်စုပိုင်တို့ကကြတော့သူကကြ writer တွေမဟုတ်ဘူးသူက video တွေကို create လုပ်တာပေါ့နော်ဒါတွေကကြတော့ကိုရီးယားကြည့်လိုက်တာနဲ့ဒီပါမဟုတ်တဲ့ video လေးပေါ့နော်ဒီအနေပယ်တွေကကြတော့ဒီလွယ်မယောင်နဲ့ခတ်ပြီးတော့တင်မယောင်နဲ့တကယ်နှက်ပါတယ်တိတိကျကျလေးဟိုဒီဒီကျကျလေးလာပေါ့နော်လေးလာတော့တင်ယူပါအများကြီးအချိန်နေပေးပြီးတော့မှကိုကတော့ဒီ video တွေဖန်တီးလိုက်တဲ့ပေါက်ကြတွေလုပ်ပြီးတော့မှ view တွေရတယ်အောင်မြင်ပြီးတော့မှဒီ copyright မိပြီးတော့မှကိုယ့်ရဲ့ channel တွေ page တွေပြတ်ကျသွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမဖြစ်ရအောင်ကိုကမစတင်ခင်ကတည်းကကွာတီးထိုက်တာတွေအားလုံးကိုဆရာသမားတွေစီမှာတီချာလေးတင်ယူပေါ့နော်နှွာဆိုလို့ရှိရင်လည်းဆရာဒီစိုးဝင်းစီမှာနှွာတင်တန်းတက်ခဲ့တယ်ပေါ့နော်ဒီ batch 2ရဲ့တင်တန်းသားအဟောင်းပဲပေါ့နော်ဆရာကတီချာလေးဟိုမှာသူကအကုန်လုံးအသေးစိတ်ကြတင်ပေးတယ်ပေါ့နှွာတို့ဒီမျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေအများကြီးပါတယ်အဲ့ဒီမှာပညာပိုင်းဆိုင်ရာတွေလည်းအများကြီးပါတယ်ပေါ့ညီမအနေနဲ့ကတော့ဒါက marketing စင်းတာတော့မဟုတ်ဘူးပေါ့နော်ညီမနဲ့လည်းမဆိုင်ဘူးညီမအကျိုးစီးပွားလည်းတခုမှမပါဘူးเนาะဒါဆရာရဲ့တင်တန်းဆိုတော့ညီမလည်းပတ်စံမရဘူးညီမကတင်တန်းသားဟောင်းတယောက်အနေနဲ့ review ပြန်ပြီးတော့ပေးချင်တာကြတော့ပေါ့အကိုရဲ့ဒီအချိန်တွေကိုနှမျောတယ်ဆိုရင်ပေါ့เนาะဒီအားထုတ်ရတဲ့နဲ့တန်အောင်လို့အရင်ဆုံးဆရာစီမှာပေါ့ဒီတင်တန်းလေးကိုအရင်ဆုံးသွားပြီးတော့ join လိုက်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကိုအနေနဲ့ကိုသိချင်တာထပ်ပို့တဲ့အရာတွေအများကြီးကိုသိခွင့်ရလိမ့်မယ်ရှင်ကဲပါခင်ဗျာပေါ့နော်အဲ့ဒါလေးကိုညီမအကိုကဝါသနာပါပြီဆိုလို့ရှိရင်ကတော့အကိုလှုပ်တော့မှာပဲလှုပ်တော့မှာဆိုလို့ရှိရင်ဒီစနစ်ကြကြနဲ့မှန်ကန်လှုပ်မှာပေါ့ကိုရဲ့ဒီအကျိုးကျေးဇူးကအများဆုံးရမှာပေါ့နော်ဒီတက်ရောင်ပါလို့တိတလို့နားလဲတလို့ဟိုမေးတီမေးဟိုအတူစားလေးနဲ့ဆိုရှင်နူရာကလည်း2 နှစ်လောက်အဲ့လိုမျိုးလှုပ်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ2 နှစ်လောက်လှုပ်ခဲ့ပြီးတော့မှမှားနေတဲ့အမားတွေအားလုံးကနူရာဆရာကြီးမှာတင်တက်ပြီးတစ်လအတွင်းမှာပဲအကုန်လုံးမှန်ကန်တိသွားတာပေါ့နော်အဲ့တော့နူရာရဲ့ဒီကုန်ခဲ့တဲ့အချိန်2 နှစ်ကတော့နူရာကဒီ editing ဒီ creator ဘိုင်းမှာရောင်ဝါးတက်ဝါတကောင်မှာပဲလိုက်သွားနေတာနူရာဘာမှမသိဘူးပေါ့နော်ဟိုလိုတိတလို့ရှိပေမဲ့ပေါ့နော်ဒီတိုင်းဟိုကိုမမြင်နိုင်တဲ့အရာတွေအများကြီးပဲပေါ့အဲ့ဒါကြောင့်မို့လို့တိချာလေးအကိုတက်ချင်တယ်ဆိုလို့ရှိရင်ကတော့ဒီ creator guide ဆိုတဲ့ဒီအတန်းလေးရှိရပေါ့နော်အဲ့မှာဆရာကဒီ YouTube အတွက်ရော TikTok အတွက်ရောဒီ Facebook အတွက်ရောသူကအသေးစိတ်တင်လာပေးတာပေါ့နော်ဒါကတော့တင်တဲ့ကြောင့်ညာတာလည်းမဟုတ်ပါဘူးရှင်ဒါကနူရာ review ပြန်ပေးရပါဆရာတင်တဲ့ကြောင့်ညာပေးလည်းမဟုတ်ပါဘူးတက်မှာပါကျွန်တော်လည်းတက်ဖို့ကျွန်တော်လည်းရည်ရထားပါတယ်ခင်ဗျာကျွန်တော်လည်းဟုတ်ကဲ့ညီမတို့ comment ပေးတယ်ပေါ့နော်ဒီတလားဆိုတဲ့အတွင်းချင်းလအတွင်းချင်းမှာပေါ့ညီမနှစ်ပေါင်းများစွာမရခဲ့တဲ့ဒီအသည့်တွေအများကြီးရလိုက်တယ်ပေါ့နော်အခုဆိုလို့ရှိရင်တို့ကတကူဒီဗီဒီယိုတွေ create လုပ်နိုင်နေပြီဒီဆရာမတယောက်ဖြစ်သူကိုစာပြီးတော့ပြန်ပြီးတော့တင်နိုင်တယ်ပေါ့နော်ဒီရိုက်ကူးရေးတွေဘာတွေညာတွေဒီတီးဖြတ်တာတွေ editing တွေဘာတွေညာတွေအားလုံးကတို့ကဆရာစီမှာတင်တက်ပြီးတော့မှရခဲ့တဲ့အရာတွေပဲဖြစ်တယ်ပေါ့နော်တို့ကဒီတဆင့်ပြန်ပြီးတော့တို့ကအခုအရင်တော့ပြောသလိုပဲပေါ့နော်တို့ကဒီ content writer လုပ်တဲ့ agency မှာပဲရိုးရိုးလေးပဲ digital ဘိုင်းတို့ကဘာမှမသိဘူးပေါ့နော်အဲ့ဒါမှလေ့လာပြီးတော့မှဒီ digital ဘက်